Alung Minklaba, Dinya, Dilumio, Chinkupin Simpere, Piatikin Tube, Jesu Timbare, Losiu Swapia Kimpoma, Jesu Tinscapio Chimbare, Piro, Dinya Ma, Layo Chisu Apere Meshudo Alung Kube Tube, Jesu Timbare, General Life Ka, Kuna Yima Same Lupio Tare, a time Ku, General Yin Sani Me, Piro. ဒီ channel ကိုမိတ်ဆွေတို့အားလုံးမြင်နိုင်အောင်ကျေးဇူးပြု၍စာရဖိမျှဝေချင်တဲ့ပင်ကူငီပေးကြပါလို့ကျွန်တော်တို့အနေနဲ့တောင်းဆိုချင်ပါတယ်ဒီညမှာကျွန်တော်တို့ချင်းပီတူပီတာအားလုံးအတွက်စီယာတွေဖြစ်တဲ့ဒီမှာအကူတွေကိုကျွန်တော်အနေနဲ့ခေါ်ပေးထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီညမှာတော့လေးစတ်မှုတဲ့ခင်မီကြီးနှီးစွာနဲ့အကူလို့ပဲကျွန်တော်ကခေါ်ပြီးတော့သူတို့နာမည်နဲ့မခေါ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့အရင်ဦးဆုံးအားလုံးမင်္ဂလာပါအယုတ်စီတိုင်းပို့ကူကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်ပါတယ်ပြီးတော့နောက်တစ်ယောက်အခုမတူပီတမညရဲ့တမမှုတယောက်ကူနိုင်ဂျွန်ကင်ကလည်းသူတို့ပဲမှာမှုတော်တော်လေးရွာတဲ့တွေ့ကြောင့်မဝင်လာနိုင်သေးဘူးသူတို့ပဲမှာလိုင်းရှင်တို့သူလည်းဝင်လာမှာဖြစ်ပါတယ်လို့အဲ့ဒါလေးကိုပြောချင်ပါတယ်ဆိုတော့အရင်ဦးဆုံးကျွန်တော်တို့ live ထဲမှာတခါရဲဝင်ပြီးတော့message တော့မှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ဒီမှာအကူကြီးရေမင်းထွန်းကိုmessage ပေးဖို့ရန်အရင်ဦးဆုံးဖိတ်ခေါ်ချင်တယ်ပြီးတော့ပထမဦးဆုံးအနေနဲ့ message ပေးပြီးတော့အကူတို့ဖက်မှာဒီ update ဆရာလေးတွေရှိနည်းနည်းလေးပြောပြပါအောင်လို့ကျွန်တော်ဒီလိုဆုံးကိုရေမင်းထွန်းကိုဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့အခုလိုပေါ့နော်ကျွန်တော်တို့ကိုlive stream အစီအစဉ်မှာဒီ Like Car Media အနေနဲ့ဖိတ်ခေါ်ပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးသုံးသပ်ချက်တော်၎င်းကျွန်တော်တို့ချင်းပြည်ကိုစားသုံးသပ်ချက်တော်၎င်းကိုယ့်ရဲ့ personal အတွေ့အကြုံနဲ့လေ့လာမှုပြီးရင်တော့ကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့အမြင်မှုလူတွေကြားမှာမြင်သာထင်ရှားတော့အတွေ့အခေါ်တစ်ခုခုကိုအခုလို live အဖြစ်ချခွင့်ပြုတော့ကြောင့်ကျေးဇူးတင်တယ်လို့ Like Car Media ကိုပြောချင်ပါတယ်ကျွန်တော်နာမည်ကတော့ရဲမင်းထွန်းလို့ခေါ်ပါတယ်ကျွန်တော်ကမတူပီမြို့နယ်ကဖြစ်ပါတယ်လို့เนาะအခုလောလောဆယ်မှာတော့အမေရိကမှာနေပါတယ်လို့အရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်နောက်ဆုံးပြောချင်တာကတော့အခုလိုကျွန်တော်တို့ပြည်သူတွေတချို့ပြည်သူတွေမတိကြသေးတဲ့အကြောင်းအရာတွေမြောက်များစွာရှိတယ်ပေါ့နော်ဒီအရာတွေကိုသတင်းအမှောင်ဖုံးထားတာတွေလည်းရှိသလိုကျွန်တော်တို့ဘက်ကနေလည်းလေ့လာမှုအားနည်းတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒါတွေကိုကိုတိတလောက်မှတ်တလောက်ကိုmedia နဲ့ချပြခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်လို့ကြည့်ရှုသူအရောက်စီတိုင်းပုံမှာလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါOkay, ku yemin tu be chesu timbara lo sin ayin usung alung ko tele si ayin usung message me na so tu be ku yemin tu chesu timbare dutiyaအနေနဲ့ဒီကူဆွေဟာနော်ကျွန်တော်ဟောစာတန်ထွတ်တာလေမိုင်းကုလူပေပါကုဆွေဟာကိုmessage ပေးဖို့ရန်ကျွန်တော်ဖိတ်ခေါ်ချင်တယ်အနည်းငယ်လဲmessage ပေးပါလို့ဒီအနေနဲ့ပြီးတော့အခုဆွေဟာကိုဖိတ်ခေါ်ချင်ပါတယ် Okay ကျေးဇူးတင်တယ်ဒီနေ့ Like Car Media နဲ့ကျွန်တော်ကိုလှိုက်ဆဲပေါ့နော်ကျွန်တော်တို့ခေါ်ဆိုပြီးမှဒီနေရာမှာစကားပြောခုပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ကြောင်းအကိုလည်းကျေးဇူးတင်တယ်ပြီးတော့ media ကိုလည်းကျေးဇူးတင်တယ်ဒီline ပေါ်မှာကြည့်ရှုသူအားလုံးကိုလည်းကျေးဇူးတင်တယ်ကျွန်တော်တို့ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးပြီးတော့အတွေ့အကြုံလည်းရှိတဲ့လူတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ရှိကောင်စီရအာနာသိန်းကလေးနဲ့ကျွန်တော်တို့ကဒီအလုပ်ကိုလုပ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့
အတွေ့အကြုံလေးဒီပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ဟာလေးဒီကျွန်တော်တို့ချင်းပြီးကျွန်တော်တို့မြန်မာနိုင်ငံကိုဒီလိုဖြစ်စေချင်တယ်ဒီလိုလုပ်စေချင်တယ်ဆိုတဲ့ဟာမျိုးဒီပေါ့နော်ပြည်သူစီမှာချက်ပြခုဒီနေ့တော့ရတဲ့တော့ကြောင့်ထူကျေးယူတင်တယ်ကျွန်တော်နာမည်ကဆွေဟာဖြစ်တယ်ကျွန်တော်ကမတူပြည်မြုပ်နေရဖြစ်ပါတယ်ပြီးတော့အခုလက်ရှိအမေရိကနိုင်ငံမှာနေထိုင်တာဖြစ်ပါတယ်ဆိုတော့မိတ်ဆက်ချင်တယ်ပြီးတော့ကျွန်တော်တို့personally နဲ့ပြောလာတဲ့အတွက်ကြောင့်ကိုအမင်ကိုပြောတဲ့အတွက်ကြောင့်တခြားအတွက်ထိမိရွေလေးဆရာထိမိရွေမော်နော်ဒီမတီတော့ဆောက်ဆရာဒီလေးရှိကောင်းရှိနိုင်တယ်ပြီးတော့ကျွန်တော်တို့ကဒီနေ့ကိုပြောတော့တဲ့အရာကကိုကတာဝန်ယူရမှာဆိုတာလေးပြောချင်ပါတယ်ပြီးတော့အများကြီးလေးပါဝင်လာနိုင်မှာဖြစ်ပါတယ်ကိုအတွက်တော့မလိုအပ်တဲ့ဟာဒီဆိုပြီးမှရှိလာမယ်ဒါပေမဲ့ကျွန်တော်တို့ပြောလာတဲ့အချိန်မှာ comment မှာပေါ့နော်comment ပေးပါအကြံပေးပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်ကြည့်စုသူနဲ့ဒီမှာမီဒီယာအားလုံးကိုလည်းထူကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ထူပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တို့ပြောမယ့်အရာအားလုံးဒီ YouTube ပေါ်မှာလည်းတခါတည်း live လွှင့်ထားတာဖြစ်ပါတယ် like YouTube မှာပြီးတော့မျက်ဝယ်ချင်းအဖြစ်ပြန်လည်းပြီးတော့ကူညီပေးကြပါလို့ဆိုတော့တစ်ဆက်သေးမှာပဲကူချမ်ချာကိုလည်းအနည်းငယ်မေးချင်တယ်အခုကူချမ်ချာကပြီးခဲ့တဲ့ပတ်မှာကျွန်တော်တို့ဆွန်ခဲ့ပြီးဖြစ်တယ်အခုလောလောဆယ်မှာမတူပီဖက်ကအခြေအနေတွေ update ဆရာလေးတွေရှိခဲ့သလား message ရင်းနဲ့တခါတည်းဒီ new နဲ့ပတ်သက်ပြီးတော့ရှိခဲ့ရင်တခါတည်းပြောပြဖို့ရန်ကျွန်တော်ဖက်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါလို့ယင်ဦးဆုံးနှုတ်ဆက်ချင်ပါတယ်ကျွန်တော်တို့ကပမာပြည်သားတွေဟုတ်ကြပေမဲ့တိုင်သားတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပမာလိုစကားပြောတဲ့အချိန်မှာမတော့တစ်ခေါက်နဲ့ကျွန်တော်တို့ပြောတဲ့အချိန်လည်းအများကြီးရှိမယ်အဆက်အဆက်မရှိတဲ့အချိန်လည်းရှိမဲ့အတွက်ကြောင့်နားထောင်တဲ့ပြည်သူများအားလုံးနားလည်ပေးကြဖို့ရန်အရင်ဦးဆုံးပြောချင်ပါတယ်ကျွန်တော်နာမည်ကစမ်ဇာဖြစ်ပါတယ်ကျွန်တော်အခုလောလောဆယ်အမေရိကနိုင်ငံမှာပဲအခြေချနေထိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့ like hal media အဖြစ်ကျွန်တော်တို့ကိုဖိတ်ခေါ်ပြီးမှဒီလိုပမာအစီအစဉ်နဲ့မြန်မာလိုနဲ့ကျွန်တော်တို့အစီအစဉ်ကိုသူကအခုနခါပြင်ဆင်ပေးတဲ့အတွက်ကြောင့်လဲကျွန်တော်တို့ဒါကိုကျေးဇူးတင်တယ်ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်တို့ချင်းပြည်နယ်အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပမာလိုတုံးပြီးမှသတင်းမီဒီယာမှာတွားတဲ့ဒူတိုင်းကဒီကနေ့အမှန်မတိမှန်သူတို့သတင်းပေါ်မှာတက်တွားတဲ့အချိန်မှာမြန်မာပြည်သူပြည်သားတွေကအဲ့ဒီလူတွေကိုပဲများသောအဖြစ်အယုံအကြည်ရှိကြတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအခုလို like hal media ကပမာအစီအစဉ်ကိုစီစဉ်ပြီးမှကျွန်တော်တို့ဖက်ရဲ့အဖြစ်ပြက်မှန်တွေကိုချပြခွင့်ပေးတဲ့အတွက်ကြောင့်လဲအထူးပဲ like hal media ကိုလည်းကျေးဇူးတင်ရှိပါကြောင်းယင်ဦးဆုံးပြောချင်ပါတယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ဒီမှာပြောကြရမယ်ဆွေးနွေးရမယ်အရာလေးတွေကကျွန်တော်တို့ခန်းစားချက်လေးတွေကိုကျွန်တော်တို့ပြောကြမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့မတူပီဖက်မှာဘယ်လိုအခြေအနေရှိတယ်လဲဆိုတာလူတိုင်းတီးကြပါတယ်မတီးတဲ့လူလည်းရှိတဲ့အတွက်ကြောင့်ဒီကနေ့ဒီမှာကျွန်တော်တို့၃ယောက်ကမတူသားတွေဖြစ်တယ်အဲ့ဒါကြောင့်မလို့တယောက်ကအသေးစိတ်မတီးရင်လည်းတယောက်ကတီးပါလိမ့်မယ်ဒါကြောင့်မလို့ဒီကနေ့ကြည့်ရှုအားပေးတဲ့ပရိသတ်များကိုကျွန်အဆုံးတိုင်အောင်အားပေးကြပါအခု like hal media ပြောတဲ့အတိုင်းshare နဲ့ကူညီပေးကြပါလူတိုင်းတီးကြဖို့ရန် share အဖြစ်ကူညီပေးကြပါလို့ကျွန်တော်ကလည်းပြန်ပြီးမှတောင်းဆိုချင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကနေ့ကျွန်တော်ပြောချင်တဲ့အရာလေးကတော့ကျွန်တော်တို့ကိုယ့်ရဲ့ခံစားချက်ထဲကနေလာတဲ့အရာကိုကျွန်တော်ပြောသွားမှာဖြစ်တယ်ပြီးတော့လည်းကျွန်တော်တို့ရဲ့အမြင်လေးတွေကိုပြောကြမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီကနေ့ဆိုလို့ရှိရင်တော့တချို့လူတွေကတော့ထင်ကောင်းထင်ပါလိမ့်မယ်ဒီလူတွေကဘာတီးလို့လဲဒီလူတွေကဘာအသက်ပညာရှိလို့လဲလို့ပြောကောင်းပြောကြပါလိမ့်မယ်ဒီအချိန်မှာဆိုလို့ရှိရင်
ဟိုတလို့ကလည်းကျွန်တော်ပြောခဲ့ပြီးပြီဒီအချိန်မှာပညာရှိတွေကခိုးကြောင်ခိုးဝတ်နဲ့ပုံနေကြတယ်ဒါကြောင့်မလို့ဒီအချိန်မှာအမြဲတမ်း online ပေါ်မှာပေါ်လာတဲ့သူတွေကကိုလူကိုအနေကိုပြည်နေကိုကျေးစွာအတွက်စိတ်နာပြီးမှအင်မတန်မှချစ်ချင်းမြတ်တာအဖြစ်ကိုချင်းပြည်နေအတွက်ကိုလူမျိုးအတွက်ကိုချင်းစာနာစိတ်ရှိတဲ့လူတွေကအမြဲတမ်းအခု online ပေါ်မှာတက်လာရချင်းဖြစ်တယ်ဒါကြောင့်မလို့နားလေပေးကြပါအဆုံးတိုင်အောင်နားထောင်ပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်သူပဲကျေးဇူးတင်ပါတယ်နော်ဆိုတော့တစ်ဆက်တည်းမှာပဲဒီဆရာကိုမေးချင်တာအခုရေမင်းထွန်းကိုအခုလက်ရှိလောလောဆယ်မှာပေါ့နော်လောလောဆယ်မှာပြောမလားလက်ရှိချင်းနေပြောမလားအဲ့မှာတောင်ပိုင်းဘက်မှာလည်းအခြေအနေတော်တော်ဆူတယ်တည်င်းကတော့ချက်ရှိပိတာဖြစ်မှာပါဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီချင်းပြည်မှာဖြစ်ပျက်နေတဲ့ပြဿနာတွေကိုအခုရေမင်းထွန်းလေလာတော့ဘလူကန်တွေဖြစ်ရှင်းတင်တယ်လေ CB နဲ့ AA ကြားမှာရော AA နဲ့ဥစ္စာ CC ကြားမှာရောဒီပြဿနာတွေကိုအတူချုံအဖြစ်ပေါ့နော်အခုရေမင်းထွန်းအမင်နဲ့ဘလူဖြစ်ရှင်းကန်တွေတင်တယ်လေဆိုတာကိုတုံးတက်ပေးလို့ရမလားဟုတ်ကဲ့ကျွန်တော်ပြောချင်ပါတယ်ဘာပဲဖြစ်ဖြစ်ဒီအရာကပြောတင်ပြောထိုက်တဲ့အရာဖြစ်တယ်လို့အမှန်တရားကိုချပြရမယ်အရာလည်းဖြစ်တယ်ပေါ့နော်ဒီအရာကကျွန်တော်တို့အခုလောလောဆယ်ပြဿနာက AA ရဲ့ CB ရဲ့ CNA ရဲ့ CC ရဲ့ပြဿနာဖြစ်နေတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဒီအထဲမှာကျွန်တော်ကတေချာပြန်စမ်းစစ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကနေ့ကျွန်တော်တို့မတူပီမြို့နယ်နဲ့ချင်းပြည်နယ်တပြည်နယ်လုံးမှာဖြစ်နေတဲ့ပြဿနာက CC ပြဿနာမဟုတ်ဘူး CNA ပြဿနာမဟုတ်ဘူးပြီးလို့ရှိရင် CNF ပြဿနာမဟုတ်ဘူးကျွန်တော်တို့ချင်းတစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ဘဲနဲ့ပြည်ပကနေပြီးတော့ကျွန်တော်တို့သွေးထိုးလှုပ်ဆော်မှုတွေကျွန်တော်တို့အမြင်အမျိုးမျိုးရှိတဲ့အမှုတွေပေါ့နော်ဒီအကြောင်းတွေကြောင့်ဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကချင်းပြည်သူကြားထဲမှာပျက်စီးသွားတဲ့ယုံကြည်မှုချစ်ချင်းမေတ္တာတစ်ခုကဘာဖြစ်လို့ပျက်စီးသွားတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တစ္ဆာဖောက်မှုတစ်ခုကြောင့်ပဲပျက်စီးသွားတာဖြစ်တယ်ကျွန်တော်2021 February တရက်ကနေပြီးတော့စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကြည့်တဲ့အခါကြလို့ရှိရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာ PDF ဆိုတဲ့ People Defense Force ဆိုတဲ့PDF တွေနဲ့အတူတူ CDF ဆိုတာလည်းအတူပေါ်ပေါက်ခဲ့တာဖြစ်တယ်ဒီက CNA CNF ရဲ့အပြင်ကိုပေါ့နော်ဒီ CDF ဆိုတာပေါ်ပေါက်ခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီ CDF တွေကဘာလုပ်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ target ကဘာလဲဆိုလို့ရှိရင်တော့စစ်အာဏာရှင်အမြင့်ပြုတ်ရေးနဲ့ကျွန်တော်တို့ချင်းပြည်မှာမြန်မာနိုင်ငံတနိုင်ငံလုံးမှာစစ်အာဏာရှင်မရှိစေရဘူးဆိုတဲ့အမြင်တစ်ခုနဲ့ကျွန်တော်တို့တိဆောက်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါကိုကျွန်တော်ဆက်ပြီးတော့ကြည့်တဲ့အချိန်မှာဒီချင်းလူမျိုးတွေကကျွန်တော်တို့က90%ကမမှားဘူးဆိုလို့ရှိရင်တော့ခရီးယန်လူမျိုးတွေဖြစ်တယ်ခရီးယန်လူမျိုးတွေတပြည်နယ်လုံးကဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအမြင်အမျိုးမျိုးပြောင်းလာတဲ့နောက်ပိုင်းမှာကျွန်တော်တို့ချစ်ချင်းမြတ်တာနဲ့တည်ဆောက်ကြတဲ့ခရီးယန်လူမျိုးတွေတောင်မှကျွန်တော်တို့မတည့်ကြတော့ဘူးညီကိုချင်းလည်းမတည့်ကြသလိုကျွန်တော်တို့နယ်မြေအတီးကချင်းလည်းမတည့်ကြတော့ဘူးပြီးလို့ရှိရင်တော့အနေနဲ့အရရက်ပေါ့နော်အမျိုးချင်းလည်းမတည့်ကြတော့ဘူးဖြစ်ကုန်တယ်ကျွန်တော်ကြည့်တဲ့အချိန်မှာဒါကကျွန်တော်တို့2021ခုနှစ်ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဘာဆုံးရှုံးသွားလို့လဲဆိုလို့ရှိရင်ကျွန်တော်သိရတယ်လို့တော့လူအခွင့်အရေးဆုံးရှုံးသွားလို့ဖြစ်တယ်လူအခွင့်အရေးဆိုတာဆုံးရှုံးသွားတယ်ကျွန်တော်တို့မလွတ်လပ်သွားသလားကျွန်တော်တို့ကိုယ့်အကိုလက်နဲ့ကင်တယ်ကိုယ့်အကိုတပ်ဖွဲ့တီဆောက်တယ်ဆိုပေမဲ့ကျွန်တော်တို့မှာလွတ်လပ်သွားသလားဆိုတော့မလွတ်လပ်သွားဘူးကျွန်တော်တို့ကလက်နဲ့တစ်ခုကိုကင်လိုက်ပြီဆိုကြတဲ့ကကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုထဲမှာပါဝင်သွားလို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်နောက်တစ်ခုကျွန်တော်ဆက်ပြောချင်တယ် AA ရဲ့အကြောင်းပေါ့နော်
AA ဟာ AA နိုင်ငံတော်တည်ထောင်ပြီးတော့အာရခသူတို့တတ်တော်ဆိုပြီးတော့ဗောနော်သူတို့အာရကန်ပြည်ရခိုင်ပြည်နယ်တည်ထောင်ဖို့အတွက်သူတို့ကလှုပ်လာတာဖြစ်တယ်ဒါကလည်းသူတို့ရဲ့အခြေအနေကဆိုလို့ရှိရင်เนาะနိုင်ငံရေးအပြောင်းလဲမှုအောက်မှာဗောနော်သူတို့တခုခုရှိလို့သူတို့လူအနေငယ်အဖြစ်လာပြီမဲ့သူတို့အင်အားများလာတယ်ဗောဒါပေမဲ့သူတို့ရဲ့အင်အားများလာမှုအပေါ်ကျွန်တော်တို့ကကြိုက်သလားဆိုတော့ကျွန်တော်တို့ကြိုက်တယ်တိုင်းရင်းသားအချင်းချင်းမလို့เนาะကျွန်တော်ကြိုက်တယ်ကျွန်တော်အားပေးတယ်ရခိုင်ကိုပြောမယ်ဆိုလို့ရှိရင်အားပေးတယ်တို့တော့ကျွန်တော်တို့အဲ့ဒီအားပေးနေတဲ့ရခိုင်ကကျွန်တော်တို့အတွက်ကောင်းသလားဆိုရင်လည်းကောင်းရင်ကောင်းမယ်မကောင်းဘူးလားဆိုရင်လည်းမကောင်းရင်လည်းမကောင်းတော့ဘူးဒါပေမဲ့သူကသူ့ပြည်နယ်အတွက်သူ့နိုင်ငံအတွက်တည်ထောင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နဲ့မဆိုင်ဘူးရခိုင်ကပြောမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့ကျွန်တော်တို့ချင်းပြည်နယ်ထဲမှာလူမျိုးစုတစုကျွန်တော်ဆက်ပြီးတော့ပြောချင်တာခဏပြောချင်တာကဘာဖြစ်လဲ CC ဆိုတာကနော် February ကျွန်တော်တို့ February လမှာပေါ်ပေါက်လာတယ်ဆိုပေမဲ့ကျွန်တော်တို့ CC ကအရင်ဦးဆုံးချင်းပြည်နယ်အစိုးရကိုတည်ထောင်လာတာဖြစ်တယ်ချင်းပြည်နယ်အစိုးရတည်ထောင်လာပြီးတဲ့မကြာခင်မှာပဲချက်ချင်း ICNCC ဆိုပြီးတော့တည်ထောင်လိုက်တယ်ပြီးလို့ရှိရင်တော့ CB ဆိုပြီးတော့ချင်းညီနောင်အဖွဲ့ကိုချက်ချင်းတည်ထောင်လိုက်တယ်တည်ထောင်လိုက်ပြီးတော့အဲ့ဒီအကြားမှာကျွန်တော်တို့အရင်တော့မတူပီအခြေအနေဆိုလို့ရှိရင်တပ်မဟာဌာနချုပ်ရှိပြီမဲ့တပ်မဟာ1နဲ့တပ်မဟာ2ရှိပြီမဲ့အဲ့ဒီနှစ်ခုစလုံးမှာကျွန်တော်တို့ကအတူတူပဲကျွန်တော်တို့ရဲ့ target ကလည်းအတူတူပဲကျွန်တော်တို့လှုပ်ဆောင်ရမှာပဲအတူတူပဲဒါပေမဲ့လူမျိုးစုတစ်မျိုးကျွန်တော်တို့ကိုမကျေနပ်တဲ့အဖွဲ့ CC ကိုမကြိုက်တဲ့အဖွဲ့အဲ့ဒီအဖွဲ့တွေကနေဆက်ပြီးတော့ဒီ CB အဖွဲ့မှာချင်းညီနောင်အဖွဲ့ကိုတီထောင်လိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကကျွန်တော်တို့မှာပြဿနာဖြစ်သွားတာဖြစ်တယ်ဒါပေမဲ့သူတို့ရဲ့ policy ကိုကျွန်တော်တို့ကြည့်မယ် CB ရဲ့ policy ကိုကျွန်တော်တို့ကြည့်မယ်ကျွန်တော်ကြိုက်တယ် CB ရဲ့ policy မိတိလက်နက်ကင်မစိုးစစ်အာဏာရှင်ကိုတော်လှန်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အတူတူပူးပေါင်းရမယ်လို့သူတို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းပြည်သူအချင်းချင်းလက်နက်ကင်အချင်းချင်းသူတို့နဲ့ပူးပေါင်းလို့မရတော့ဘူးနောက်ဆုံးမှာဘာဖြစ်လို့လဲဆိုသူတို့ကိုယ်တိုင်ကထုတ်လွှတ်တဲ့သူတို့ကိုယ်တိုင်ပြောတဲ့သူတို့ကိုယ်တိုင်ထုတ်ပြန်တဲ့စာမူကိုသူတို့ကိုယ်တိုင်ဖျက်ပြီးတော့ကျွန်တော်တို့ချင်းအချင်းချင်းကြတော့အတူတိုက်ပွဲဝင်လို့မရဘဲနဲ့အာရခတ်တမရောဆိုတဲ့တတ်တော်ဆိုတဲ့ရခိုင်ကိုတွားပြီးတော့အားကိုပြီးတော့ချင်းပြည်နယ်မှာတော်လှန်ရေးသူတို့လုပ်တယ်သူတို့အဆိုစောပြောပါဆိုကျွန်တော်ကတော့မပုတ်ခတ်ပါဘူးသူတို့အဆိုဆိုလို့ရှိရင်တော့မတူပီတရင်ကိုတိမ့်ပိုက်တယ်ပြီးလို့ရှိရင်တော့မတူပီမှာကျွန်တော်တို့ကအုပ်ချုပ်ရေးလုပ်တယ်မတူပီမှာကျွန်တော်တို့ဒီကနေ့အုပ်ချုပ်ရေးစတင်နေပြီလို့သူတို့ပြောတယ်ဒါပေမဲ့အခုရခိုင်တပ်မတော် AA ကမတူပီမှာရှိတဲ့အချိန်မှာသူတို့ CB ကို CB တပ်သားတွေကိုဒီရခိုင်တပ်မတော်ကထိန်းချုပ်ထားတယ်ဆိုတာကျွန်တော်တို့ဘယ်သူမှညင်းလို့မရဘူးအကုန်လုံးသိတယ်ဘာဖြစ်လို့လဲကျွန်တော်လူတွေကိုယ်တိုင်ကိုကျွန်တော်ဖုံးဆက်ပြီးတော့မတူပီမြို့မှာAA ရှိသေးသလားဆိုလို့ရှိရင် AA လုံးဝမရှိတော့ဘူးကင်းစင်သွားပြီပြီးခဲ့တဲ့29ရက်ကပဲပွဲလုပ်ပြီးတော့လက်နက်တောင်မှထောက်ပံ့လိုက်တယ်နော်ဒါပေမဲ့အခုချက်ချင်းဖုံးပြီးတော့သူတို့ကိုယ်တိုင်ကလိမ့်တယ်ဘာဖြစ်လို့လဲဆိုပြည်သူရဲ့လူအခွင့်အရေးကိုထိန်းချုပ်ထားပြီးတော့လုံးဝကျွန်တော်တို့လွတ်ထွက်မသွားအောင်ပေါ့နော်သူတို့ရဲ့အာဏာလွတ်ထွက်မသွားရအောင်သူတို့ရဲ့policy လွတ်ထွက်မသွားရအောင်ပြီးလို့ရှိရင်တော့သူတို့အမှောင်ချထားတဲ့သတင်းတွေကိုအများပြည်သူတိမာကိုသူတို့ကြောက်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နိုင်ငံတကာမှာဖွဲ့စည်းထားတဲ့အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးဆိုတာကလည်းကမ္ဘာကုလသမဂ္ဂမှာပေါ့နော်1948ခုနှစ်မှာတည်ဆောက်ထားတာဗျအဲ့ဒီထဲမှာဗာပြောလဲဆိုလို့ရှိရင်လူတိုင်းဟာတဲ့အသက်ရှင်လွတ်လပ်ခွင့်ရှိတယ်လုံခြုံစိတ်ချခွင့်ရှိတယ်တဲ့မိသူမဆိုကြေးကျွန်အဖြစ်ဒါမှမဟုတ်လို့ရှိရင်အစေအပါအဖြစ်နိုင်ထက်စီမင်းပြုခြင်းကိုဘယ်သူမှမပြုရဘူးတဲ့ဒါပေမဲ့ဒီကနေ့ CB အုပ်ချုပ်နေတဲ့ AA အုပ်ချုပ်နေတဲ့ AA အုပ်ချုပ်တယ်ဆိုတော့မမှားဘူးเนาะကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆို CB ကမတူပီကိုအုပ်ချုပ်တာတဲ့ AA ကအုပ်ချုပ်သွားတာဖြစ်တယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ AA အုပ်ချုပ်သွားတဲ့နေရာထဲမှာကျွန်တော်တို့သတင်းမီဒီယာလွတ်လပ်ပိုင်ခွင့်မရှိတော့ဘူးဒီကနေ့မိသားစုထဲမှာပဲဖြစ်ပါစေပြီးလို့ရှိရင်တော့ကျွန်တော်တို့ဆက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းတိုင်းရင်းသားတပ်မတော်တပ်သားအချင်းချင်းပူးပေါင်းပြီးတော့တိုက်ပွဲဝင်လို့မရတော့ဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်
ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လောလောဆယ်ချင်းပြည်နယ်တပြည်နယ်လုံးအနေနဲ့ကြည့်မယ်ဆိုလို့80%က CC ရဲ့လူတွေကြီးပဲအားလုံးကဒါပေမဲ့မတူပီမြို့နယ်နဲ့မင်းတပ်မြို့နယ်ကိုကျွန်တော်မဆိုလို့ဘူးကျွန်တော်ကမင်းတပ်မြို့နယ်မဟုတ်တော့လေမတူပီမြို့နယ်ကကျွန်တော်တို့ဒီကနေ့ CB မှာနေတဲ့တိုက်ရင်တွေကကျွန်တော်တို့ကိုယ်တိုင်တီထောင်ထားတဲ့တိုက်ရင်တွေဖြစ်တယ်နော် CB တိုက်ရင်ကတမဟာတက်ကကျွန်တော်တို့ကိုယ်တိုင်တီထောင်ထားတာကျွန်တော်တို့ကိုယ်တိုင်ချွေးနေစာနဲ့ပေးပြီးတော့လှုပ်ထားတာဒါပေမဲ့ကျွန်တော်တို့ပြည်သူအချင်းချင်းကိုပြန်ပြီးတော့ဒုက္ခပေးတယ်ပြီးလို့ရှိရင်တော့နံပါတ်2ကျွန်တော်တို့ရဲ့ပြည်သူကမွေးထုတ်တဲ့အမိပြည်အတွက်ကာကွယ်ရမယ်ဆိုတဲ့လူတွေကိုတာဝန်ကိုတိပြီးတော့စစ်ထဲကိုဝင်လာတဲ့ CDF ဆိုမျိုးဝင်လာတဲ့လူတွေကိုသူတို့နဲ့ပေါင်းခွင့်မပေးဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့အာဏာပြက်ပြယ်သွားမှာကိုစိုးလွန်းလို့ဖြစ်တယ်။အဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်။အဲ့ဒါကြောင့်မို့ CB ရဲ့လှုပ်ရက်ကချင်းပြည်နယ်တပြည်နယ်လုံးကိုကိုစားပြုတ်ပြီးလှုပ်ဆောင်ခြင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဘယ်တော့မှထောက်ခံနိုင်စရာမရှိဘူးဒါပေမဲ့သူတို့ရဲ့နိုင်ငံရေးအခြေအနေရပြောမယ်ဆိုလို့ရှိရင် CC ကိုခမရထောက်ခံသလားဆိုလို့ရှိရင်လောလောဆယ်မှာ CC တဲ့ကောင်းတဲ့ချင်းပြည်နယ်တပြည်နယ်လုံးထဲမှာတပြည်နယ်လုံးကိုကိုစားပြုပြီး CC ထက်ကောင်းတဲ့အစိုးရမရှိသေးဘူး CBA policy ကိုခမရမကြိုက်လို့လားဆိုမကြိုက်တဲ့အချက်မြောက်များဆိုကျွန်တော်မှရှိတယ်ကျွန်တော်မှသူတို့ရဲ့အုပ်ချုပ်ပုံစနစ်ဆွဲဆိုထားတာကိုမကြိုက်တယ်လို့ပြည်သူကိုချမှတ်ထားတဲ့ပြည်သူကိုသူတို့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေကိုကျွန်တော်မကြိုက်တဲ့အရာမြောက်များစွာရှိတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မကြိုက်ဘူးနောက်ဆုံးအနေနဲ့ပေါ့နော်ဆရာကုနာတော့မေခွန်ထုတ်တဲ့အနေနဲ့ပေါ့ Okay AA နဲ့ CC နဲ့ CB နဲ့ဘယ်လိုလုပ်ရင်တော့အဆင်ပြေသွားမလဲကျွန်တော်တို့ချင်းပြည်နယ်မှာဘယ်လိုကျွန်တော်တို့ပြုတ်မှုလိုက်ရင်တော့ဘယ်လိုစီမံကိန်းဆွဲလိုက်ရင်တော့ကျွန်တော်တို့အတူတိုက်ပွဲဝင်နိုင်မလဲအတူနေနိုင်မလဲဆိုတော့အရာကိုကျွန်တော်ဆက်ပြီးဆွေးနွေးချင်တယ်တော့နောက်ဆုံးပေါ့နော်အဲ့ဒီအရာကတော့ကျွန်တော်ပြောမယ်အခု AA ကထုတ်ပြန်တဲ့စကားလုံးတွေ post တွေထဲမှာဗာပြောထားလဲဆိုစစ်ကောင်စီကိုတော်လှန်ဖို့မင်းတို့ကိုငါတို့လာကူညီတာမင်းတို့ကိုငါတို့ကလာဖျက်ဆီးတာမဟုတ်ဘူးမင်းတို့ကိုငါတို့လာကူညီတာဟုတ်ပြီကူညီတယ်အခုမတူပီမြို့နယ်က CB ကခေါ်လိုက်လို့မတူပီမြို့နယ်ကစစ်စကန်နှစ်ခုကိုတိမ့်ဖို့လာကူညီတယ်ပဲထားလိုက်အောင်ကျွန်တော်ပလက်ဝအထိသွားမပြောသေးဘူးမတူပီမြို့ကိုပဲကျွန်တော်ပြောမယ်အဲ့ဒီကူညီပြီးပြီဆိုလို့ရှိရင်တော့သူတို့အလုတ်ကဘာရှိမလဲပြန်လေပြီးပြီမဟုတ်ဘူးလားချင်းပြည်နယ်အတွက်ပြီးသွားပြီပြန်လိုက်တော့ခမရတို့လှုပ်เสียမရှိတော့ဘူးခမရတို့လာပေးတဲ့အတွက်ကျေးဇူးတင်တယ်နောက်တစ်ခါနိုင်ငံရေးကောင်းစားလာတဲ့အချိန်ကျခမရတို့ရှိမှကျွန်တော်တို့ appreciate လုပ်ရမယ်အရာမြောက်များစွာရှိတယ်ကျွန်တော်တို့ကျေးဇူးတင်တယ်တို့တော့ဒီရခိုင်တပ်မတော် AA ဘာကြောင့်မပြန်တယ်လဲဆိုတော့ကျွန်တော်ဆက်ပြီးမေးခွန်းထုတ်ချင်တယ်သူတို့ကိုပေါ့နော် AA ဘာကြောင့်မပြန်တယ်လဲဘာကြောင့်မပြန်ချင်ရတာလဲဒါက CB ကမပြန်စေချင်လို့တားဆီးထားတယ်ဆိုတော့အတွေးတော့ကျွန်တော်မှရှိတယ်ဒါကလည်းမှန်ချင်မှမှန်လိမ့်မယ်ပြီးရင်တော့ရခိုင်တပ်မတော် AA ကပဲကျွန်တော်တို့ချင်းပြည်နယ်မတူပီမြို့နယ်ကိုစစ်နယ်တလင်းဖြစ်စေချင်သလားဆိုတဲ့အမေခွန်းလေးကိုတော့ကျွန်တော်မေးချင်တယ်ပေါ့နော်ဒါကို AA ပြန်သွားလိုက်ဟုတ်ပြီ AA ပြန်သွားလိုက် तू ပြီးသွားပြီ तू လောက်ရမယ့်တာဝန်လောက်ပြီးသွားပြီပေါ့နော်ပြန်သွားပြီးရင် CB ကပထမဦးဆုံးချင်းကာကွယ်ရေးတပ်မတော်ဆိုတဲ့အရာ1988ထဲက February လ March လ20ထဲကသူတို့တတ်မှတ်လာတဲ့CNA ချင်းကာကွယ်ရေးတပ်မတော်ဖြစ်တယ်နော်ဒီချင်းကာကွယ်ရေးတပ်မတော်ကအခုမှစပြီးတော့တက်လာတာမှကျွန်တော်တက်ဖြစ်တယ်နော်သူတို့ရဲ့အတက်တန်းကဖြစ်မှာဆိုအခုမှ CB ကလာပြီးတော့မင်းတို့ငါတို့ CB ရဲ့ချင်းညီနောင်ထဲမှာလာပြီးတော့ဝင်ပါဆိုတော့အတိတ်ပဲစီလျော်ခြင်းမရှိတဲ့အရာဖြစ်တယ်အဓိကကချင်းကာကွယ်ရေးတပ်မတော်ဆိုတော့ကအစကရေရှိပြီးတော့နောင်လက်ဆက်ရှိနေအောင်မှာချင်းပြည်နယ်တပြည်နယ်လုံးကိုကိုစားပြုတဲ့အတွက်ကြောင့်မလို့ဒီ CB က AA ပြန်သွားပြီးနောက်မှာညှိနှိုင်းမှုလာပြီးတော့မင်းတို့ ICNCC okay CC ပါတီအနေနဲ့ကွဲလို့ရတယ်ကိုပိုင်ရွေးချယ်ခွင့်ရလို့ဒါပေမဲ့ချင်းပြည်နယ်ညီညွတ်ဖို့အရေးကတော့ခမရတို့ကျွန်တော်တို့စီမှာလာပြီးတော့ပူပေါင်းကျွန်တော်တို့စကားပြောမယ်ပြီးတော့ဆွေးနွေးမယ်အဲ့ဒီဆွေးနွေးချက်တွေအတိုင်းကျွန်တော်တို့နိုင်ငံရေးလမ်းစဉ်ပါတီကိုအနာဂတ်မှာအုပ်ချုပ်ရေးအဖြစ်ကျွန်တော်တို့ဖော်ဆောင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့မသိနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့
ခရစ်တော်ကိုယုံကြည်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကစိတ်နှိပ်ချခြင်းရှိလို့ရှိရင်တော့ဘယ်နေရာမှာဆိုကျွန်တော်တို့ကဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအတူပေါ့နော်နေထိုင်ခွင့်ရအောင်ကျွန်တော်တို့စူးစမ်းလို့ရတယ်ဆိုတာလေးနဲ့နောက်ဆုံးအဆုံးသတ်ခြင်းနဲ့ကျေးဇူးတင်တယ်မိကိုမေးစရာရှိဆက်မေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အခုယေမင်းထုကိုထူပဲကျေးဇူးတင်ပါတယ်ဒီတစ်ဆက်ထဲမှာပဲဒီဆွေဟာကိုတစ်ချက်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့သုံးသက်ပေးစေချင်တာကအခုယေမင်းထုပြောတဲ့အပေါ်မှာခြုံငုံပြီးတော့ပေါ့နော်ဒီမတူပီရဲ့တော်လှန်ရေးအကျဉ်းပေါ့နော်ဒါတွေကိုဘယ်လိုမြင်ပါတယ်လဲပြီးတော့မေခုနှစ်ခုတစ်ဆက်ထဲမှာDylan PDF နဲ့ Dylan Council နဲ့ CC ကနဲ့နှုတ်ထွက်ခြင်းအကြောင်းအရာတွေကိုကျွန်တော်တို့ကြားထားတာရှိတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ရောကြားထားတာတွေရှိလားခုနအခုယေမင်းထွန်းပြောတဲ့အပေါ်မှာတုံးသက်ရင်းနဲ့ဒီ Dylan ကိစ္စကိုရောပြောပြနိုင်မလားကျေးဇူးပါအခုကျွန်တော်လဲဒီ live ပေါ်မှာပေါ့နော်စကားပြောခွင့်ရတဲ့အတွက်ကြောင့်ထူကျေးဇူးတင်တယ်အခုနကျွန်တော်ပြောပြီးကျွန်တော်ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးကျွန်တော်တို့မြန်မာပြည်ကအမှောင်ထဲကျတဲ့အချိန်မှာကျွန်တော်အတတ်နိုင်ဆုံးပါဝင်နိုင်တဲ့နေရာကနေပါဝင်ပြီးမှ3နှစ်တိုင်ကျွန်တော်ကမိသားစုကိုလည်းလိလူစုပြီးမှပေါ့နော်ကျွန်တော်တို့ရဲ့တိုင်းပြည်ကိုဘယ်လိုနည်းနဲ့ပြန်လေပြီးမှထူထောင်နိုင်မလဲဘယ်လိုနည်းနဲ့သူတို့တိုက်ဖို့တဲ့ချိန်မှာတောက်တနေရမှာဘယ်လိုပါဝင်မလဲဆိုတဲ့စိတ်ဓာတ်အဖြစ်ကျွန်တော်ကတော့ပါဝင်လာတဲ့သူဖြစ်ပါတယ်ပြီးတော့စကားပြောတာလည်းမပီမလဲဖြစ်မယ်ပြီးတော့မပြောရိုင်းတဲ့ဟာဒီလေထော့ကောင်းထော့နိုင်တယ်ကျွန်တော်တို့ကချင်းလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဗမာလိုကောင်းကောင်းလည်းမပြောတတ်ဘူးစာတတ်ပြတတ်လည်းမဟုတ်တဲ့အတွက်ကြောင့်နားလေပေးကြပါဒီ line ကိုကြည့်တဲ့လူဒီဆိုရင်ပေါ့နော်ပထမဆုံးline ကြည့်တဲ့လူဒီကိုတောင်းပန်ချင်ပါတယ်အမဟာပါရင်လည်းခုထပ်ပေးကြပါဆက်လက်ပြီးမှကျွန်တော်တို့လှုပ်ဆောင်မဲ့အရာဒီကိုပဲအာယုံစိုက်ပြီးမှကိုပြောတဲ့အမဟာကိုပြောတဲ့အတန်မှာမပီတဲ့အပေါ်မှာမကြည့်ပဲနဲ့သူတို့အခုလက်ရှိမြန်မာပြည်ပါဖြစ်တယ်လေမတူပီမြောက်သေးတောင်ပိုင်းပါဖြစ်လဲဆိုရဲဟာအနည်းကျွန်တော်လဲခုနကိုယေမင်းထွန်းကပြောတော့တဲ့အပေါ်မှာပေါ့နော်တစ်ဆက်ထဲမှာကျွန်တော်ပြောရမှာဖြစ်တယ်အစမှာကျွန်တော်ပြောချင်တာကဒီ2021ကနဲ့စပြီးမှရှစ်အာနာရှင်ကပြည်သူအာဏာတော်ကိုလူယူပြီးမှတင်တော်တဲ့ချိန်မှာကျွန်တော်တို့လည်းစိတ်မကောင်းစွာနဲ့ CDM ကိုထောက်ပတ်တဲ့နေရာမှာပထမဆုံးကျွန်တော်တို့တိကျတည်တယ်ကျွန်တော်တို့ကဘယ်နဲ့စလာတယ်ဆိုရင် February March April May လကနေကျွန်တော်ပါဝင်လာတယ်အဲ့ဒီစပြီးမှခုချိန်ထိကျွန်တော်ပါဝင်တယ်အဲ့ဒီကြားထဲမှာကျွန်တော်ပါဝင်တဲ့နေရာမှာကပထမဆုံးက CDM 1 ton ဒီရဲ့spot တာနေရာမှာကျွန်တော်ပါဝင်လာခဲ့ပါတယ်ပြီးတော့အခုမှအဲ့ဒီကို sorry ဖုန်းဝင်လာလို့နောက်ဆုံးအထိကျွန်တော်တို့ CDF မတူပီဆိုတာပေါ်ပေါက်လာတယ်အဲ့ဒီမှာလဲကျွန်တော်တို့ကတိုင်ရင်အလိုက်နဲ့ကျွန်တော်တို့တိုင်ရင်တိဟိ3 4အထိရှိတယ်2020ဟိကုံလောက်အထိကတိုင်ရင်4အထိရှိလာတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကတိုင်ရင်တိဟိ3 4ကိုကျွန်တော်တို့မတူပီမြောက်နေမှာ spot တာဖြစ်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်မတူပီမြောက်ပေါ်ထဲမှာမတူပီမြောက်နေထဲမှာရှိတဲ့တိုင်ရင်လေးရင်ကိုအတူတကွတွားရအောင်ဆိုပြီးမှကျွန်တော်တို့ကနိုင်ငံတကာ sporting က global မတူပီ CDF sporting ဆိုပြီးမှဖွင့်ပြီးမှကျွန်တော်တို့ဟိနှိုင်းတယ်အချင်းချင်းဟိနှိုင်းပြီးမှအခုကျွန်တော်တို့တမ်ဟာတိဖြစ်လာတဲ့အစမတိုင်ရင်တိကကျွန်တော်တို့ကအချင်းချင်းဟိနှိုင်းတယ်စာကရှေခါကျွန်တော်တို့စာနဲ့လေပေးဖူးပါတယ်ဘာပဲဖြစ်တော်ထန်တာကျွန်တော်တို့အတူတူပဲတကွေးတပြားနဲ့မနေပဲနဲ့တ
ရေထဲတောက်တမဲထဲမှာနေတယ်ပြီးတော့တမြုပ်နေထဲမှာနေတယ်လူမျိုးတခုပဲကျွန်တော်တို့မတူပီထဲမှာလူဒီဆိုပြီးမှအချင်းချင်းကျွန်တော်တို့လှုပ်လာကြတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ policy ဒီမတူတာကြောက်လာဖို့မတည်ဘူးကျွန်တော်တို့နိုင်ငံရေးကောင်းနားမလဲတဲ့တော့ကြောက်ကျွန်တော်တို့ကအဲ့ဒီစစ်ကောင်စီကိုပပျောက်ရေးအတွက်တာကျွန်တော်တို့အလုပ်လုပ်တဲ့တော့ကြောက်စီလုံးနဲ့ကျွန်တော်တို့မတူပီကိုတိုက်လှန်မယ်တွန်းလှန်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့ပါတဲ့ချိန်မှာတိုက်ရင်တိတ်ကကျွန်တော်တို့ ਨੇ လုံးဝပေါင်းလို့မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိုင်ရင်ဟင်းနဲ့တုံးနဲ့လေးနဲ့ကျွန်တော်တို့ကဟင်းနဲ့ချီပါလာတဲ့ဟန်ဟစ်ကြောပြီးရင်တိတ်မကြဘူးတိုင်ရင်ငါဆိုတာထော်လာတယ်ပြန်ပေါင်းတယ်ပြီးတော့အဲ့ဒီလိုလောက်ရင်းနဲ့အဲ့ဒီတန်ရင်တင်းနဲ့ငါကပေါင်းလာပြီးတော့ကျွန်တော်တို့ကတိုက်တမဟာတင်းနဲ့တမဟာဟင်းဆိုတာထော်လာတယ်အဲ့ဒီတမဟာတင်းနဲ့တမဟာဟင်းထော်လာတဲ့အနေရမှာတော့စီနဲ့စီဘီဆိုတာရှိလာတယ်စီအစိုးရဖွဲ့လာတာနဲ့သူတို့ကစီမထောက်ခံတဲ့လူတွေနဲ့စီဘီထောက်ခံတဲ့လူတွေနဲ့သူတို့ကနှစ်ချမ်းကိုလာတော့ကျွန်တော်တို့ကတိုင်ရင်တမဟာတီနဲ့တမဟာဟိဖြစ်လာတယ်အဲ့ဒီချိန်မှာလဲကျွန်တော်ပါဝင်လာတဲ့တိုင်ရင်ဟိတုံးလေးအဲ့နဲ့ကျွန်တော်တို့ကတမဟာဟိနေရမှာကျွန်တော်ကတောက်ဆောက်ပါဝင်လာခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်တို့တိုင်ရင်လေးဆိုတာကလိဆောင်တိုင်ရင်ကျွန်တော်တို့ကဆရာတို့တိမှာမဟုတ်ဘူးကျွန်တော်တို့မတူပီမှာဆိုတော့ kingdom die ဆိုတာရှိတယ်ကျွန်တော်တို့က die လူမျိုးဖြစ်တဲ့တော့ကြောင့် die ဖြစ်ကနေတိုင်ရင်လေလိဆောင်တိုင်ရင်နဲ့ကျွန်တော်တို့ပါဝင်လာခဲ့တယ်ဒါပေမဲ့မတူပီ operation လောက်လာကြတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကမတူပီကိုတိုက်မဲ့ချိန်မှာတိုင်ရင် sorry 304ကမတူတိုက်ပါစေ140ကမတူတိုက်ပါစေဆိုပြီးမှသူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းကျွန်တော်တို့ကကိုယ့်ရဲ့ထောက်ခံတဲ့အတင်းကိုပေါ့နော်ကျွန်တော်တို့က support ပြီးမှကျွန်တော်တို့တိုက်ပွဲဝင်လာကြတယ်အဲ့ဒီချိန်မှာအမင်မတော်ဘူးပြီးတော့အမင်မတူချင်းအဖြစ်ကိုယ်ပြချင်းအဖြစ်သူတို့က AA ကိုခေါ်လာတယ်အဲ့ဒီမတိုင်ခင်မှာ AA ခေါ်လာတဲ့ဟာကိုအကြောင်းပြောမယ်ဆိုတော့ AA ကဘယ်သူကခေါ်လာတယ်လဲဆိုတော့မတူပီမှာ AA ခေါ်လာတဲ့လူကရှိတယ်တယောက်နာမည်တော့မပြောသေးဘူး။ဘာကြောင့်လဲဆိုတော့သူရဲ့အမျိုးတွေလည်းရှိတယ်ဆိုတော့သူတယောက်ကခလေးပဲ။ DAI CDF ဗျူဟာမှုကနေမတူပီကိုလမ်းပြပြီးမခေါ်လာတယ်။ခေါ်လာတော့ CNA ကလည်းသူ့ကို warning တစ်ခါပေးတာခံရတယ်။ပြောချင်တာကကျွန်တော်တို့မတူပီမှာ AA မရောက်လာခင်မှာ AA ကိုလမ်းပြတဲ့လူတယောက်ရှိလာတယ်။အဲ့ဒါလေသူ့ရဲ့အခုမှတကယ်နောက်မှာတမိုင်းမှာလည်းဖြစ်လာမဲ့တရားခံတယောက်အဖြစ်ကျွန်တော်တို့ကတော့တမ်းမှတ်တဲ့လူတယောက်ရှိတယ်။နာမည်တော့ပြောစရာတော့မလိုပါဘူး။ဒါပေမဲ့သူကိုယ်တိုင်ကတော့တိမှာပါ။ပြီးတော့သူအတိုင်းဝိုင်းတွေအများအဖြစ်တိကျတဲ့ကျွန်တော်တို့ဖက်ကလူတယောက်ကမတူပီကိုလမ်းပြပြီးမှပုတ်ဆောင်လာတယ်။အဲ့ဒီပြီးရင်ကျွန်တော်တို့ဒိုင်နယ်မှာရှိAAD ရှိလာတယ်။ AAD ရှိလာတော့ကျွန်တော်ရောမှာ AA ကစခန်းချဖို့တောင်းလာတဲ့ချိန်မှာပြည်သူတွေကဗာပြောလဲဆိုတော့ဘာပဲဖြစ်တော်လာလှုပ်ရှားခုတော့ရတာကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ရောမှာစခန်းထီတော့မလုတ်တိဘူးဆိုပြီးမှပြည်သူတွေကကောင်းလေးပြောပေးတယ်သူတို့လည်းနားထောင်ရှာပါတယ်သူတို့ပြည်သူတွေရဲ့စကားကိုနားထောင်ပြီးမှသူတို့လည်းတခြားမှာပေါ့နော်ပြောင်းသွားတယ်အဲ့ဒီပြောင်းတဲ့နေရာလေးဟိုဖက်မှာပြောင်းတယ်အဲ့ဒီလိုမျိုးဒီဖြစ်လာတော့နောက်ဆုံးမှာတော့အဲ့ဒီမတူပီ CDF ဒီနဲ့တွေ့ခုရလာတယ်သူတို့ကလမ်းပြရှိလို့တွေ့ခုရလာတယ်တွေ့လာတဲ့ချိန်မှာကျွန်တော်တို့တာရင်တုံးလဲဆွဲဆောင်တယ်တာရင်လေးကိုလဲဆွဲဆောင်လာတယ်အမျိုးသူတို့ကကျွန်တော်တို့ ਨੇ ပေါင်းမယ်ကျွန်တော်တို့ကတနပ်ပေးမယ်ဘာညာပေါ့သူတို့ဆွဲဆောင်ခိုင်းတယ်အဲ့ဒါကဘယ်သူရဲ့လောက်ဆောင်ချက်လဲဆိုတော့တမဟာပြည်ရဲ့ဥဆောင်မှုအောက်မှာတွားတဲ့ဟာဒီဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာပဲဖြစ်ကျွန်တော်တို့ချင်းပြည်နယ်မှာဆိုရင်တော့ချင်းလူမျိုးရှိတယ်ချင်းကာကိုရေးတတ်ဆိုတာရှိတယ်ပြီးတော့ချင်းပြည်ရဲ့အစိုးရဆိုတာရှိပြီးတခြားကိုအားကိုးတဲ့အစာကိုလူကိုဘယ်လောက်ပဲရှင်းရဲပါစေဘယ်လောက်ပဲအတွေ့အကြုံနေပါစေဘယ်လောက်ပဲအင်အားနေပါစေဘာပဲဖြစ်ကျွန်တော်တို့ကတော့ရှိနဲ့ပေါင်းပြီးမှအတူတကွတိုက်ပွဲဝင်မယ်ဆိုပြီးမှကျွန်တော်တို့ဖက်ကလူတွေတဲ့အေးရဲ့ထွန်းမှုအောက်ကနေလွတ်မြောက်တယ်ပြီးတော့တိုက်ရင်ဟင်းရဲ့3ရဲ့4ရဲ့6ရဲ့ပေါ့နော်ကျွန်တော်တို့ကလွတ်မြောက်လာတယ်ပြီးတော့ဆက်လက်ပြီးမှအဲ့ဒီလိုပဲနေလာတော့မတူပီစခါတော့တင်းလာပြီး
မတူပီစကားတော့ရှိနာမီနဲ့တင်းတာစီဘီနာမီနဲ့တင်းတာပေါ့ဒါတော့ကျွန်တော်တို့လူတိုင်းကအလိုက်ခံပေးရမှာဖြစ်ပါတယ်သူတို့ရဲ့တင်းမှုကြောင့်မတူပီမြို့ပေါ်မှာအခုရှစ်အာနာရှိမရှိတော့ဘူးရှစ်အာနာရှိမရှိတော့ဘူးအဲ့ဒီအတော်သွင်းမှာကျွန်တော်တို့တိုက်ရင်လေးကတမဟန်ဟစ်ကနေဟုတ်ထော့တယ်ဆိုပြီးမှ operation လုပ်တော့မှာပေါ့နော်ကျွန်တော်ကိုတိုင်ကဒိုင်တိုက်ရင်ဖက်ကလူပဲဒါပေမဲ့ကျွန်တော်တမဟန်ဟစ်မှာတကယ်အဲ့ဒီချိန်မှာညမပြတ်တညမှမပြတ်ဘဲနဲ့ကျွန်တော်သူတို့အတွက်ဝန်ရောင်းမှာကျွန်တော်ညတိုင်းစကားပြောပြီးမှပိုက်ဆံရှာပေးတယ်ဒါပေမဲ့အဲ့ဒီအတော်သွင်းမှာပဲကျွန်တော်တို့တာရင်လေးကတမဟာဟိကနေဟုတ်ထော့တယ်ဆိုပြီးမှသူတို့ကစာထုတ်လာပြီးမှထော့ကြတယ်ကျွန်တော်လည်းသူတို့ထော့လို့အားလည်းမငယ်ပါဘူးဘာကြောင့်လဲဆိုတော့သူတို့ထဲလဲလူမဟုတ်ဘူးတိုက်မဲ့လူတွေအများကြီးပဲဆိုပြီးမှကျွန်တော်အားပြန်ထုတ်ပြီးမှဆက်လက်ပြီးမှအခုချိန်ထိပါဝင်တယ်အဲ့ဒီလိုပဲအဲ့ဒီကြားထဲမှာသူတို့ကတင်းပြီးဆိုတော့ကျွန်တော်တို့ကအဲ့ဒီငလားဒီပေါ့နော်ငလားsorry တိုင်းရင်တိဆိုတာကမတူပီမြို့ပေါ်လူတွေဖြစ်တယ်အဲ့ဒီမြို့ပေါ်ဒီရမသိခင်မှာကအကုန်လုံးထော့ပေးရတယ်ကျွန်တော်တို့ဒိုင်နယ်မှာဆိုရင်တော့အများဆုံးတိုင်းရင်3နဲ့တိုင်းရင်4နေမှာပဲသူတို့ရဲ့ပြည်သူတွေထော့ပေးရတာဖြစ်ပါတယ်အဲ့ဒီထော့ပေးတဲ့ချိန်မှာလည်းကျွန်တော်တို့ကပဲအတတ်နိုင်ဆုံးကျွန်တော်တို့ပြည်သူချင်းပဲလူငယ်ဒီစိတ်ဝမ်းကိုယ်ပြီးမှအမီမတူလို့နိုင်ငံရေးအမီမတူလို့ဘယ်တော့ပဲကိုယ်ပြည်သူလူထုဒီကအတူပဲစားရမယ်တောက်ရမယ်အတူရှင်ပေါ့အတူစားပေါ့အဲ့ဒီလိုမျိုးသူတို့နေတဲ့ချိန်မှာကျွန်တော်တို့လည်းသူတို့ကိုအတတ်နိုင်ဆုံးထောက်ပံ့ခဲ့ပါတယ်အဲ့ဒီချိန်မှာနောက်ဆုံးမှာတော့မတူပီတတ်မရှိတော့ဘူးမတူပီကလူသွားလို့ရပြီဆိုပြီးမှအချင်းချင်းသူတို့ကလူခေါ်တဲ့ချိန်မှာကျွန်တော်တို့ဒိုင်နယ်ကမတူပီမြုပ်ပေါ်ကရှိဘေးဆောင်ဒီပေါ့နော်ကျွန်တော်တို့ဒိုင်နယ်ကလူတွေကလုံးဝသွားလို့မရဘူးကျွန်တော်လည်းအချင်းချင်းသူတို့ကိုမေးလိုက်ရှိတယ်ဘာကြောင့်မသွားကြတာလဲလို့ကျွန်တော်မေးတဲ့ချိန်ကြတော့ရှစ်ကောင်ရှိတော့မရှိတာဟန်ပေမဲ့ကျွန်တော်တို့သူတို့ထက်ဆိုးတဲ့အေကြံသေးတယ်အေမပြန်မချင်းကျွန်တော်တို့ကပြန်လို့မရဘူးဆိုပြီးမှပြည်သူကိုတိုင်ကအေကိုမထောက်ခံတဲ့အကြောင်းကြီးလေကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီချိန်မှာသူ့သားသမီးတွေရောအေနဲ့တငယ်ချင်းမိတ်မဟာမိတ်ဖွဲ့ပြီးမှာပေါ့နော်မတူပီမြုပ်ပေါ်မှာခင်ဗျားတို့ကြားသိရတဲ့အတိုင်းပဲလောက်ကြတယ်ဒါပေမဲ့သူ့ရဲ့မိဘဒီရတော့တခြားမှာအခုချင်းထိမရောပြီးရောက်တဲ့လူတွေလည်းပြန်မလာသေးဘူးတိုင်ရင်3နေမှာတော့တဲ့လူတွေလည်းပြန်မလာသေးဘူးတိုင်ရင်4နေကျွန်တော်တို့ဒိုင်နေမှာတော့တဲ့ရှစ်ဘေးဆောင်တွေလည်းမတော်သေးဘူးတချို့တလီပဲတော့တယ်မတူပီမြုပ်ပေါ်မှာအင်ချေကျွန်တော်ခမ်းဟန်းချေနဲ့ပြောမယ်ဆိုတော့အနည်းဆုံး1000တော့ရှိမှာပဲမြုပ်တစ်မြုပ်ထဲမှာတော့အဲ့ဒီထဲမှာအခုအင်ချေက90လောက်တော့တော့တယ်ဆိုတာကျွန်တော်ကြားသိရတယ်အဲ့ဒါတော့မှားလာတော့မသိဘူးကျွန်တော်လိတ်လာတော့ကတော့အင်ချေ90ပဲဝင်ကြသေးတယ်စင်းစားမယ်ဆိုရင်တော့မြုပ်ပေါ်တစ်မြုပ်ထဲမှာ90ထဲဆိုရင်တော့ကျန်တဲ့လူဒီပဲမှာရှိသေးလေဆိုတော့ကျွန်တော်တို့ခန့်မှန်းလို့ရတယ်ဘာကြောင့်မပြန်တယ်လဲဆိုရင်တော့အေရှိလို့မပြန်ကြဘူးဆိုတာလည်းကျွန်တော်တို့သိရတယ်ပြီးတော့ CB ကိုထောက်ခံမှတားခြင်းမြုပ်ပေါ်ကိုဝင်ရမယ်ကျွန်တော်တို့မတူပီမြုပ်ပေါ်မှာဆိုရင်တော့ဂျင်းလည်းရှိတယ်ဒမ်လည်းရှိတယ်ဒိုင်လည်းရှိတယ်လူမျိုးပေါင်းစုံမတူပီကနေရတဲ့နေရာရောတုံမရာလည်းရှိတဲ့နေရာပဲဒါပေမဲ့ CB ထောက်ခံမှတားခြင်းကိုအင်ကိုပြန်လောက်ရတယ်ဆိုတဲ့ဟာကြီးလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့ပြီးခဲ့တဲ့လမှာဒီလထဲမှာပေါ့နော်သူတို့ကပြည်သူ့အုပ်ချုပ်ရေးရဲ့ပြည်သူ့အုပ်ချုပ်ရေးအရှိအဝေးထဲမှာသူတို့ရဲ့ဆုံးဖြတ်ချက်တွေကိုတွေ့ကြတဲ့လူတွေရှိမှာပါကျွန်တော်တို့ဖက်ဆိုရင်တော့ဝန်ခွင့်မပေးဘူးပြီးတော့တိုင်ရင်တုံးတွေလည်းဝန်ခွင့်မပေးဘူး။ဘာကြောင့်လဲဆိုတော့သူတို့အရှိအဝေးမတက်လို့ပြည်သူ့အုပ်ချုပ်ရေးနဲ့မပူးပေါင်းလို့ဆိုပြီးမှသူတို့ကအမျိုးနဲ့အကန့်အသတ်လုပ်ပေးတယ်။အဲ့ဒီဟာကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့မတူပီမြို့နယ်ထဲမှာရှစ်ကောင်ရှိမရှိပေမဲ့ရှစ်ကောင်ရှိတဲ့ကြီးမားတဲ့အန်ဒရရှိတဲ့ဟာရှိသေးတယ်ဆိုတာကျွန်တော်တို့အခုချင်းထိရှိသေးတယ်သိရတဲ့ပြည်သူတွေမှာအဲ့ဒါကြောင့်အဲ့ဒါကိုဘယ်သူဒီလဲဆိုရင်တော့ AA နဲ့ CBD ရဲ့သူတို့ပြောတာကတော့ကျွန်တော်တို့ကမဟာမိတ်သူတို့ကိုမတော်ချင်တာမဟုတ်ဘူးကျွန်တော်တို့ ਨੇ မဟာမိတ်ဖွဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမတော်ခိုင်းလို့မတော်ဘူးဘာညာတော့ပြောကြပါတယ်ဒါပေမဲ့ဘယ်အချင်းချီသူတို့နေမလဲကျွန်တော်တို့ကတော့မသိဘူးဒါပေမဲ့ပြည်သူတွေကတော့မြုပ်ပေါ်ကိုမဝင်နိုင်သေးဘူးဆိုတော့ကျွန်တော်တို့အခုချင်းချီတွေ့ရတာပဲပြီးတော့ statement ဒီလေတွေ့ရမှာသူတို့ရဲ့ statement ကကျွန်တော်တို့ပြောစရာမလိုဘူးလူတိုင်းကသိပြီးပြီ
ဖတ်တဲ့လူတိုင်းကတွေ့ပြီဆိုတော့သူတို့ရဲ့ statement ဒီအဲ့ဒီလိုမျိုးရှိတယ်ကျွန်တော်တို့ကမတူပီရဒီလိုလောက်ပါဆိုပြီးမှတမဟာဟစ်အနေနဲ့မတူပီကိုပြန်ဝင်လာဖို့ဆိုပြီးမှလေတောင်းဆိုတဲ့ဟာလည်းမရှိဘူးဘာကြောင့်လဲဆိုတော့တချင်းချင်းမှာကျွန်တော်တို့မြုပ်ပဲအချင်းတန်လာရင်တော့ကျွန်တော်တို့လည်းပြန်ဝင်လာမှာကျွန်တော်တို့ပြန်နေလာမယ်ဆိုတဲ့သဘောနဲ့ပေါ့ဖြစ်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မတူပီမြုပ်နယ်ထဲမှာAAမတော်တဲ့ရွရတော့ပြည်သူလူထုငြိမ်သက်ခြင်းမရှိဘူးဆိုတာနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ပြီးတော့နောက်မှာလိုအပ်ရင်တော့အဲ့ဒီမတူပီနဲ့ပတ်သက်တာတော့ကျွန်တော်ပြန်ပြောမှာဖြစ်ပါတယ်ခုန Thailand ကဘာကြောင့်ရှိရတဲ့ဟုတ်ထွက်တာလဲဆိုတော့မြေခွန်းလေးကိုပေါ့နော်ကျွန်တော်ဆက်လက်ပြီးမှဖြေကြားပေးချင်ပါတယ်ကျွန်တော်ကြားရတာတော့ Thailand CDF လဲဘေးချိန်မှာထွက်တယ်လေဆိုတော့အဲ့ဒီမတူပီတိုက်ပွဲ operation လုပ်တော့မှာတို့လည်းထွက်ပါတယ်အကုန်လုံးကတည်ရပါတယ်အဲ့ဒီချိန်မှာလဲကျွန်တော်တို့ကသူများဒီတိုက်ပွဲဝင်တဲ့ချိန်မှာကိုကအဲ့ဒီနေရာမှာမပါဘူးဒီနေရာကနေမပါဘူးဆိုပြီးမှတိုင်ရင်လိချန်တိုင်ရင်လေမတူပီတိုက်ပွဲ operation လုပ်တော့မှာထွက်တယ်တိတ်မကြဘူး Thailand လဲထွက်တယ်ပြီးတော့တိတ်မကြဘူး complex လဲထွက်လာတယ်ကျွန်တော်တို့လည်းအတ်အိုးပါတယ်ဘာကြောင့်အဲ့ဒီလိုမျိုးထွက်လာကြတယ်လဲလို့ကျွန်တော်တို့လိတ်လာတဲ့ချိန်မှာတော့လေးမျိုးနဲ့ကျွန်တော်တို့ဒိုင်ဖက်မှာတော့ mean that complex play ဝမတူပီဆိုတာဒိုင်လူမျိုးရှိတယ်အဲ့ဒီဒိုင်လူမျိုးကိုလေးမျိုးနဲ့ကိုပူပေါင်းပြီးမှရှိမှာပြန်တော့မယ်ဆိုတဲ့စကားကကျွန်တော်ရှိမှာပဲလူကြီးဒီရှိမှာပြန်ကြားရတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးတကယ်တော့လှုပ်လာတယ်ဆိုရင်တော့အကောင်းဆုံးပဲအင်အားလေးကြီးလာမှာပဲဆိုတော့ကျွန်တော်တို့ရည်ရွယ်ချက်နဲ့တော့ကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာပဲဖြစ်နိုင်ငံတော်ထန်ရေးမှာအဲ့ဒီလိုမျိုးဒီပေါ့နော်ကျွန်တော်တို့နိုင်ငံရေးတော်ထန်ရေးဒီမှာတခြားဒီနဲ့ဖိတာမျိုးဒီလောက်ရင်တော့မကောင်းဘူးကိုနေရနဲ့ကိုနေပြီးမှနောက်ဆုံးမှာနိုင်ငံရေးကောင်းလာတဲ့ချိန်မှာပေါ့နော်လေးမျိုးလေးပူပေါင်းပြီးမှတွားရင်ကောင်းမှာပါဆိုပြီးမှကျွန်တော်တို့နိုင်ငံခြားကနေတော့အကြံတော့ပေးပေမဲ့သူတို့ကတော့ပေါင်းမယ်ဆိုပြီးမှပြောတယ်ကျွန်တော်တို့တိုက်ရင်လေးဒီလေးမကြခင်မှာအဲ့ဒီတိတ်မကြခင်မှာပဲနှစ်ပတ်လောက်အကြာမှာကျွန်တော်တို့Thailand CDM နဲ့ပူပေါင်းတယ်ဆိုပြီးမှ statement ထွက်လာတယ်ပြီးတော့ complex casing တိုက်ရင်လေကျွန်တော်တို့ Thailand CDM နဲ့ပြန်ပေါင်းတယ်လေးမျိုးနဲ့ပူပေါင်းတယ်ဆိုပြီးမှအချင်းချင်းတို့ထုတ်ကြတယ်ဒါပေမဲ့အခုချင်းချင်းလေးမျိုးနဲ့မပူပေါင်းနိုင်ဘူးကျွန်တော်တွေ့ရတယ်ဒါပေမဲ့ CDF Thailand ကထုတ်ထွက်တဲ့အကြောင်းရင်းကသူတို့ကပြန်စုပြီးမှ CC ကိုပြန်တော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့လည်းယုံမလို့မယုံမလို့ဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်ကြားသိရတဲ့ဟာကတော့တကယ်အရေးကြီးပိုင်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ပြည်သူတွေကိုချက်ပြချင်တာကပြီးခဲ့တဲ့လမှာ Thailand CDM နဲ့လီချန်တိုင်ရင်ကစုပြီးမှလူဒီကိုလိုက်စုတယ် CDF ပြန်ပြီးမှပေါ့နော်မွေးမှန်ဖို့လိုက်စုတယ်အဲ့ဒါကိုဘေးမှာတင်တန်းတက်မလဲဆိုတော့ AA မှာတင်တန်းတက်ဖို့လို့ကျွန်တော်ကြားလာတော့အရာဝန်နေလာတယ်အဲ့ဒါဆိုတော့ AA မှာတင်တန်းတော့တက်ပြီးတော့တက်ဖို့စီစဉ်ပြီးဆိုကြဲက CC ကနေထွက်တာက CB ကိုတော့ချင်လို့ထွက်တယ်ဆိုတော့အဆမှာကျွန်တော်တို့ကယူဆတဲ့အတိုင်းဖြစ်လာတယ်အဲ့ဒါကြောင့် Thailand တိုက်ရင်ဆိုတဲ့ဟာက play what die ပေါ့နော်သူတို့ကယူလောက်လာတာဖြစ်ပါတယ်ဒါပေမဲ့အခုကျွန်တော်တို့မတူပီဒိုင်ကိုလည်းသူတို့ကနဲ့ပေါင်းတယ်အခုရောဖက်မှာလက်နက်နဲ့ချင်းချောက်ပြီးမှလူဒီကိုအခုလိုက်ရှိယုံတယ်လိုက်ရှိယုံပြီးမှ AM ဟာတင်တန်းတက်စေချင်တယ်ဒါပေမဲ့ခလေးဒီလေအယူမဟုတ်တော့ဘူးလေအခုခလေးဒီလေ AA မှာပေါင်းမယ်ဆိုရင်တော့မတော်ချင်ဘူး CC နဲ့တော်မယ်ဆိုရင်တော့ကျွန်တော်တို့လည်းလာမယ်ဘာပဲဖြစ် AA နဲ့တင်တန်းတက်ဖို့မကြိုက်ဘူးဆိုပြီးမှအငင်းနှခုံဒီလောက်လာတော့ပြဿနာဒီလေအခုရှိနေတယ်အဲ့ဒါကြောင့်အခုကျွန်တော်တို့ CC ဒီလေကျွန်တော်ဒီစကားကိုတိစေချင်တာကချင်းThailand ကဘယ်လောက်အထိသူတို့ကိုလင်လေပြီးမှာပေါ့နော်လှည့်စားတယ်လေဆိုတော့ကျွန်တော်တိစေချင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ယုံကြည်အားကိုရတဲ့ Thailand ကိုကျွန်တော်အခုပြောစေချင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကလည်းထော့ချင်လိုက်ဝန်ချင်လိုက်လို့အဲ့ဒီအဖွဲ့အစည်းတစ်ခုမှနေတာတကယ်သူတို့ကိုယုံတယ်လားပေါ့နော်တကယ်တော့ကျွန်တော်တော့မယုံဘူးအဲ့ဒါကြောင့်အခုသူတို့ကထော့တယ်မကြခင်မှာပြန်ဝင်လာမယ်အဲ့ဒီစကားကအခု AA မှာပဲတင်တန်းတက်ဖို့လူဒီကိုရှိယုံတဲ့ချိန်မှာအခု CC ကသူတို့ကိုပါဖြီးပေးမလဲကျွန်တော်တို့မသိဘူး
ဒါပေမဲ့ဒီစကားကိုစီကြားစေချင်တယ်ဘာကြောင့်လဲဆိုတော့စီကလည်းဟုတ်ထော့တဲ့အဖို့ကအခုစီကိုပြန်တွားနိုင်မလားဆိုတာကျွန်တော်ကတော့ညှော်လိချက်မရှိတဲ့အတွက်ကြောင့်သူတို့ကိုသိစေချင်တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဖက်ကိုလည်းတောင်ပိုင်းကိုလည်းပေါ့နော်စီအနေနဲ့ပြီးတော့CNA အနေနဲ့ပြက်ကုံမှုနေရှိလာတော့ကျွန်တော်လည်းတခါတလေဘေဟာကိုရွေးမှန်းမတိတဲ့နေဒီအများကြီးရှိလာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူကြီးတွေနဲ့တိုင်ပင်ဆွေးနွေးဖူးတဲ့ဟာဒီအခုချိန်ထိကျွန်တော်တို့ဖက်မှာအကောင့်ထဲမှာပေါ်ပေးတာပြက်ကုံမှုဒီရှိလာတဲ့ချိန်မှာကျွန်တော်တို့ဖက်ကလည်းပို့ပြီးမှအင်အားတော်မဲ့အစားအင်အားရော့နေလာတဲ့ချိန်မှာကျွန်တော်တို့ဖက်ကရွေးရှာလန်းကတိတ်မရှိတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဖက်ကိုလည်းအတိအကျနဲ့ကျွန်တော်တို့ကအခုကျွန်တော်တို့တိုက်နေတဲ့ဟာကချစ်ကောင်ရှိပဲဒါပေမဲ့အခုတကယ်ကျွန်တော်တို့ရဲ့ရန်သူဖြစ်လာမယ့်ဟာကအေးဖြစ်တော့တယ်အဲ့ဒါကိုလည်းခရုတဆိုင်နဲ့ကျွန်တော်တို့ကိုလောက်ဆောင်ပေးစီချင်တယ်အခုမတူပီမြုပ်ပိုကိုပြန်လှည့်လာမယ်တခုတစ်ချက်နဲ့ပြန်လှည့်လာပြီးမှပြောမယ်ဆိုတော့မတူပီမြုပ်ပိုမှာရှစ်ဗျူဟာမှုစခန်းက304စခန်းကျွန်တော်နေရအကုန်လုံးတွေ့တယ်ဘယ်လောက်အထိသူတို့ကတိုက်နေပါနဲ့ဆောက်တယ်ဆိုတော့ကျွန်တော်အကုန်လုံးတွေ့တယ်ကျွန်တော်နေတဲ့ရွာဆိုတော့တွေ့တယ်ပြီးတော့140တော့တိတ်တော့မတိပေမဲ့140ဆိုရင်တော့ပို့ပြီးမှဟောမှာဗျူဟာကုန်းဆိုတော့ဗျူဟာနေတဲ့တက်ကုန်းဖြစ်တယ်အဲ့ဒီဟာဒီကအခုစစ်သားတွေတော့ထော့ကုန်ပြီဒါပေမဲ့ AA ကအခုအဲ့ဒီနေရာယူထားတယ်ကျွန်တော်တို့ချင်းပြည်သူတွေကအဲ့ဒါကို CNADCC ကကျွန်တော်တို့ကပြန်တိုက်ဖို့ကပြန်တိုက်လို့ရမလားအဲ့ဒါဒီကိုလည်းကျွန်တော်တို့စဉ်းစားရတယ်အဲ့ဒါကြောင့်ဒီကိစ္စတွေကိုသူတို့ရဲ့အထိုင်တွေကိုကောင်းလေးကြည်လေးလှုပ်လာရင်တော့ဒီဟာကကျွန်တော်တို့ရဲ့ရန်သူအကြီးဆုံးဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်အခုလှုပ်เสียရှိရင်တော့ပြက်သားလှုပ်တာအကောင်းဆုံးတော့မြင်တယ်ပြောเสียရှိတာလည်းအခုချိန်မှာအမှန်တရားပြီးတော့မြင်တဲ့အတိုင်းတွေ့တဲ့အတိုင်းကိုပြောတဲ့ဟာကအမှန်ဆုံးလို့ကျွန်တော်မြင်တယ်ပူလီမပြောဘဲနဲ့ဟိုလူကုန်ညာလိုက်ဒီလူကုန်ညာလိုက်နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့လမ်းကပို့ပြီးမှပိတ်လိုက်မယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့လုတ်တိတဲ့ဟာအစိုးရအနေနဲ့စီအစိုးရကိုကျွန်တော်တို့တရားထောက်ခံတယ်ဘာကြောင့်ထောက်ခံတယ်ဆိုရင်တော့ချင်းပြည်နယ်မှာဆိုရင်တော့ချင်းအစိုးရပဲရှိရမယ်တခြားအစိုးရရှိမှာမဟုတ်ဘူးလေအဲ့ဒါကြောင့်သူအဲ့ဒီအစိုးရကကျွန်တော်ထောက်ခံပြီးသားဖြစ်တဲ့အတွက်ကြောင့်သူတို့ကလည်းကျွန်တော်တို့တောင်ပိုင်းကိုလည်းအခုကိုင်တွေ့ပေးပါလို့ပဲဒီနေရာနဲ့ပြောချင်တယ်ကျွန်တော်တို့ရဲ့အာနေချက်ကိုမကြည့်ပေးဘဲနဲ့အတူတကွချင်းတမျိုးသားလုံးအတွက်ပဲကျွန်တော်တို့အလုပ်လုပ်တယ်ဆိုရင်တော့ဟိုဖက်ကတောင်ပိုင်းဟိုဖက်ကမြောက်ပိုင်းဟိုဖက်ကမြောက်ပိုင်းမပြောဘဲနဲ့ကျွန်တော်တို့ချင်းပြည်တပြည်နယ်လုံးအတူတကွတချင်းထဲမှာအတူအလုပ်လုပ်ဖို့ပဲကျွန်တော်တို့တို့ကိုလည်းဖိတ်ခေါ်ချင်တာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့လက်ရှိမှာတော့တော်ရမယ်လမ်းကကျွန်တော်တို့ဖက်မှာတော့အယမ်းဟောင်းနေတဲ့အချိန်မှာကျွန်တော်တို့ကိုလမ်းပြောင်းမဲ့နေရာမြေအစားပေါ့နော်ကျွန်တော်တို့အတူတကွပါဝင်ပြီးမှစီးလုံးပြီးမှတိုက်ပွဲဝင်မယ်ဆိုရင်တော့ကျွန်တော်တို့မနိုင်เสียအကြောင်းမရှိဘူးဆိုတာနောက်ဆုံးအနေနဲ့ပြောချင်ပါတယ်တကယ်လို့လိုအပ်တယ်ဆိုရင်တော့နောက်တစ်ခါလဲပြန်မေးပါဖြည့်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်တယ်အဲ့ဒီလောက်ပဲကျေးဇူးပဲဒီကုရမင်းတင်ကိုအရင်မေးပြီးတော့ကုဆွေဟာကိုပြန်လေမေးမယ်ကျွန်တော်ပြန်လေမေးမယ်အရာကဒီအခုကုဆွေဟာပြောတဲ့နေရာတွေထဲကဒီတက်ကုန်းတက်မဟာနိတွေရဲ့အခြေအနေကျွန်တော်တို့ CC တွေကပြန်ကန်တွင်အခက်အခဲရှိမလားပြီးတော့ B1 ကဘယ်လိုအခြေအနေရှိတယ်လဲဆိုတာကိုပြန်မေးမယ်အခုကတော့ဒီကုရဲမင်းထွန်းကိုကျွန်တော်မေးချင်တာကအခုနာကုဆွေဟာပြောတဲ့အထဲမှာကျွန်တော် CCCNF ဖက်ကလည်းသူတို့မှာပြက်ကွက်မှုတွေအနည်းငယ်ရှိတယ်လူပြောထားတဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီမတူပီပလဲဝါကံပလဲတောင်ပိုက်ဖက်မှာပဲဖြစ်ဖြစ်ဒီကိစ္စကိုကင်တွင်မဲ့နေရမှာအခုနာကကုရဲမင်းထွန်းလည်းပြောတယ်AAကလည်းလာကူငယ်တဲ့ဒါပေမဲ့အခုထိမပြန်ဘူးလေဒီကြောင့်နဲ့ပတ်သက်ပြီးတော့အားလုံးအတူတကွဘလူ AA ကိုဘလူပြန်ခိုင်းမလဲဘာလို့အခုထိရှိနေတယ်လေပြီးတော့ရှင်နေ F ကလည်းသူတို့ရဲ့ပြက်ကွက်မှုနဲ့တောင်ပိုင်းနဲ့ဘလူပြီးတော့ပြန်လေစီလုံးနိုင်မလဲဘလူကိုင်းဆောင်ကိုင်းတွေ့တင်တယ်လေဆိုတာလေးကိုပြီးတော့မတူ PB1 က
เบอเชเนชีดิเลအခုမတူပီကအထူးသဖြင့် B1 ကအောက်ချုပ်တာလားပေါ့နော် ဟုတ်ကဲ့ဖြည့်ပြပါမယ် CNA CNF ဆိုတာက1988ခုနှစ်မတ်လ20ရက်နေ့မှာဖွဲ့စည်းပြီးတော့သူတို့မှာရည်ရွယ်ချက်3ခုတိတိကျကျရှိတယ်ဆိုတော့ကျွန်တော်သိရတယ်ပေါ့နော်ကျွန်တော်လေ့လာထားသေးတယ်လားတော့သူတို့ချင်းလူမျိုးတွေရဲ့ပိုင်တဲ့နေမြေမှာတဲ့အမျိုးသားရပိုင်ခွင့်ကိုကာကွယ်စောင့်ရှောက်ရမယ်နံပါတ်1နံပါတ်2ကဘာပြောရလဲဆိုလို့အသက်အိုးအိမ်ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်စောင့်ရှောက်ရမယ်ပြီးလို့ရှိရင်တော့ဒီနော်အမျိုးသားတတ်မတော်တစ်ခုရဲ့ဂုံအင်္ဂါရက်နဲ့ညီတဲ့တတ်မတော်ဖြစ်ဖို့တည်ဆောက်ရမယ်ပေါ့သူတို့မှရှိတယ်ဒီအထက်မှာကျွန်တော်တို့ CNA ရဲ့ policy ကဒီရည်ရွယ်ချက်ကိုရှိပေမဲ့ကျွန်တော်တို့ခေတ်အဆက်ဆက်မှာဆက်အာဏာရှင်ကအုပ်စိုးလာတယ်ဆိုပေမဲ့ပေါ့နော်ချင်းနိုင်ငံရေးအဖွဲ့အစည်းထဲမှာလက်နက်ကင်အဖွဲ့တွေရှိပေမဲ့လည်းအဲ့ဒီ CNA CNF တက်ဦးကဒီတီထောင်ပြီးတဲ့နော် Federal နိုင်ငံတီထောင်ပဲ1990နဲ့နှစ်ခုနှစ်ပေါ့နော်မာနယ်ပလောကျွန်တော်မမှားဘူးဆိုလို့ရှိရင်တော့ဟုတ်တယ်မာနယ်ပလောမှာပေါ့နော်သူတို့သဘောတူညီချက်မှာသူတို့ငြိမ်းချမ်းရေးယူလိုက်တယ်စစ်အာဏာရှင်တွေနဲ့နောက်တစ်ခါထပ်ပြီးတော့ဦးသိန်းစိန်လက်ထက်မှာထပ်ပြီးတော့ငြိမ်းချမ်းရေးအပြစ်ခတ်ရက်စဲရေးလှုပ်လိုက်တယ်2015မှာဆက်ပြီးတော့လှုပ်လိုက်တဲ့အခါကျအပြစ်ခတ်ရက်စဲရေးတစ်ခါလှုပ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မှာ CNA CNF အနေနဲ့ငြိမ်းချမ်းစွာပဲကျွန်တော်တို့ဘာမှလှုပ်ရှားပိုင်ခွင့်မရှိဘူးဒီနေရာဒီအချိန်မှာပေါ့နော်ငြိမ်နေတာပေါ့နော်ဒါငြိမ်နေတဲ့အချိန်မှာဘာမှမလှုပ်ရှားဘူးလားဆိုရင်တော့လှုပ်ရှားတယ်ဒါပေမဲ့သူတို့မလှုပ်ဆောင်စရာရှိချင်းပြည်သူလူထုမှာသူတို့မကာကွယ်ပိုင်ခွင့်ရှိပေမဲ့လည်းသူတို့ကောင်းကောင်းမလှုပ်တော့ဘူးဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကိုကျွန်တော်ကအပြစ်မမြင်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်နဲ့မြန်မာနိုင်ငံတနိုင်ငံလုံးမှာ KNU ပြီးလို့ရှိရင်တော့ဒီရှမ်းပြည်နယ်ဘက်မှာ SSA ပြီးလို့ရှိရင်တော့ကချင်ပြည်နယ်မှာ KIA တွေတိုက်ပွဲဝင်နေတဲ့အချိန်မှာချင်းပြည်နယ်ကလုံးဝကိုငြိမ်သက်ပြီးတော့နေချင်လို့နေစားချင်လို့စားနေတဲ့ပြည်သူတွေမြောက်များဆိုကျွန်တော်တို့ရှိတယ်အဲ့ဒီအချိန်မှာဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကအဲ့ဒီအချိန်မှာကျွန်တော်တို့မလွတ်ခဲ့တဲ့အရာကဘယ်နေရာမှာတွားပြီးတော့ကျွန်တော်တို့ကခံရတယ်လဲဆိုလို့ရှိရင်တော့ CNA ရပေါ့နော် CNA CNF 2021ကျွန်တော်တို့စပြီးတော့အာဏာသိမ်းလာတဲ့နောက်ပိုင်းမှာကျွန်တော်တို့လှုပ်ရှားရှိလာတဲ့အခါမှာအရင်တော့မလှုပ်ခဲ့တာကိုတဟုန်ထိုးဒါတိုင်းလှုပ်မယ်ဆိုတဲ့အချိန်ကြတော့ကျွန်တော်တို့မနိုင်မနှင်းနေဖြစ်လာတာတွေရှိတယ်ကျွန်တော်အနေနဲ့သုံးသက်တာเนาะဒါမှားကောင်းလဲမှားမှာပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့သုံးသက်တာအဲ့ဒါကြောင့်မလို့မနိုင်မနှင်းရှိလာတာမနိုင်မနှင်းဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ CDF တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ပွဲဝင်တာဖြစ်တယ်ပေါ့เนาะအဲ့ဒီအချိန်မှာသူတို့ချက်ချင်းဆိုလိုပဲအမြန်ဆုံးနည်းနဲ့သူတို့အကောင့်ထဲပေါ်လာတယ်အမြန်ဆုံးနည်းနဲ့သူတို့လှုပ်ဆောင်လာတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာကျွန်တော်နေတဲ့နေရာမပူးရင်ကျုံကိုယ်တိုင်နဲ့ကျွန်တော်စကားကောင်းကောင်းပြောဖြစ်တယ်ပေါ့နော် CC ဥက္ကဋ္ဌနဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကအမှားရှိခဲ့သလားဆိုတော့ရှိခဲ့တယ်ဒါပေမဲ့ယခုအချိန်ကာလကိုကျွန်တော်တို့ကြည့်ရမယ် CB ကအရင်ကတည်းကကာလကတည်းကရှိခဲ့တဲ့အရာမဟုတ်ဘူးအခုမှပေါ်ပေါက်လာ CC ကအရင်ကတည်းကရှိခဲ့တဲ့အရာတို့ပေမဲ့ဒီနေ့မှာအလုတ်လုတ်တယ်ဆိုပေမဲ့အရင်တည်းက policy ရှိပြီးသားအခု policy ဆွဲအခုလုတ်တာမဟုတ်ဘူးအခု policy ဆွဲပြီးတော့အခုချက်ချင်းအကောင့်ထဲပေါ်တာ policy ရှိပြီးသားအပေါ်မှာတို့လှုပ်ဆောင်မဲ့အရာကိုချင်းပြည်နယ်တပြည်နယ်လုံးကဘယ်တူးမှကျွန်တော်မမောက်ဆိုကျွန်တော် UR ကိုယ်တိုင်မှာ CNA ကိုလက်ခံပြီးတော့ထမင်းကျွေးခဲ့တာเนาะပြောမှဆိုလို့ရှိရင်တော့လေအဲ့ဒါကြောင့်မလို့ကျွန်တော်လူတွေကိုယ်တိုင်ကအဲ့ဒီသူတို့ CNA ကိုလက်ခံလို့ဆိုပြီးမှထောင်ထဲရောက်ခဲ့တဲ့လူတွေရှိတယ်ယခုအဲ့ဒီကျွန်တော် UR တဲ့ကိုယ်တိုင်ကဒါကြောင့်မလို့သူတို့ကိုပြောမယ်ဆိုလို့ရှိရင် CC ကိုအခုခမများတို့ CNA ဘာမှမလုပ်နိုင်ဘူး CC ဘာမှမလုပ်နိုင်ဘူးသွားပြောလို့မရဘူးချက်ချင်းအကောင့်ထဲပေါ်လာလဲအရာဖြစ်တဲ့အတွက်ကြောင့်ဒါပေမဲ့ဒီကနေ့ CB ဘာဖြစ်လို့အကောင့်ထဲပေါ်သွားနိုင်တာလဲဆိုကိုလက်ကိုရည်နဲ့ဆိုလို့ရှိရင်ကိုအခြေအနေနဲ့ဆိုလို့ရှိရင်ဘယ်တော့မှအကောင့်ထဲပေါ်နိုင်မှာမဟုတ်ဘူးကျွန်တော်အားရစရာတခုရှိတာကစတိုက်ပွဲစဖြစ်တော့ဘာဖြစ်လဲဆိုလို့ရှိရင်တော့မင်းတပ်မျိုးဖက်မှာတော့ဘာတော့ပေါ့နော်သူမီတနက်နဲ့တိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဒုခွန်အားရတယ်လေကျွန်တော်တို့ခွန်အားရတယ်ကျွန်တော်တို့ချင်းဒါမှချင်းกว่า
ngaro chin နေပဲဆိုငါတို့တတိကိုငါတို့ပြခွင့်ရတယ်ငါတို့ဘိုးဘွားတို့ရဲ့အမွေအနှစ်နဲ့ငါတို့တိုက်ခွင့်ရတယ်ဒါပေမဲ့ယခုချိန်ကာလရောက်လာတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီလိုချီးမွမ်းလို့မပြီးသေးဘူးအခုကြောက်ထဲကန်ချရမယ်အခြေအနေဖြစ်သွားတယ်ဒါကိုကျွန်တော်ပြောချင်တာအဲ့ဒါကြောင့်မလို့ခမည်းတော်အေးကိုခမည်းတော်အားကိုးတာကျွန်တော်မပြောလို့ဘူးအရင်တော့စကစကိုတိုက်ကူမယ်ဆိုကြတဲ့အားကိုးတာကိုကျွန်တော်မပြောလို့ဘူးလို့ခုနကတော့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့မတူပီမြို့နယ်နဲ့ချင်းပြည်နယ်တပီနယ်လုံးမှာ CB ကအုပ်ချုပ်လာနိုင်မလားဆိုတော့ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကနေ့သူတို့ဆွဲခဲ့တဲ့ policy တွေနဲ့နိုင်ငံရေးစီမံကိန်းတွေဟာခလီးကစားစရာတွေပဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ချင်းပြည်နယ်တပီနယ်လုံးကိုစားပြုတ်ပြီးတော့ policy ဆွဲတာတခုမှကျွန်တော်မတွေ့ရဘူးကျွန်တော်တွေ့တာမတူပီမြို့နယ်နဲ့မင်းတပ်မြို့နယ်တခုနဲ့ကျွန်တော်တို့ရွာအခြေအနေဒေတာအခြေအနေတောင်ကျောအခြေအနေတခုလေးကိုကြည့်ပြီးတော့ပဲ policy ဆွဲတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့မတူပီအခြေအနေကဒီကနေ့မှာပြည်သူလူထုတွေကောင်းကောင်းမွန်မွန်တွာလာလှုပ်ရှားခွင့်မရှိဘူးပြည်သူလူထုတွေကျွန်တော်တို့ရဲ့ချင်းစစ်သားတွေမတူပီမြို့ထဲဝင်ခွင့်မရှိဘူးဘာဖြစ်လို့လဲချင်းလေဘာဖြစ်လို့ဝင်ခွင့်မရှိတာဒီအခြေအနေနဲ့နိုင်ငံရေးတစ်ခုကိုအုပ်စိုးမယ်ဆိုတော့ဖြစ်နိုင်ပါမလားပြည်သူလူထုကောထောက်ခံနိုင်ပါမလားကျွန်တော်ကိုယ်တိုင်လုံးဝမထောက်ခံနိုင်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်မလို့ CB ရဲ့ policy ကခမည်းတော်လောလောဆယ်မှာကျွန်တော်ပြောမယ်နော်ကျွန်တော်တို့မတူပီမှာအုပ်ချုပ်ရေးမှာတာဝန်ယူနေတဲ့လူတွေကလေဘယ်သူတွေလဲသိလားကျွန်တော်တို့မတူပီမှာကျွန်တော်တို့မြန်မာနိုင်ငံမှာ10တန်းအောင်မအောင်တဲ့လူတွေနော်ဒီ10တန်းအောင်မအောင်နိုင်တဲ့ကလေးတွေကိုအုပ်ချုပ်ရေးထဲမှာအရင်ပို့ထားပြီးတော့သူတို့ကိုယ်တိုင်ကနောက်ကကြိုးကင်နေတာ CB အဖွဲ့ကဒီအဲ့ဒီကလေးတွေဆိုတာသိတဲ့အတိုင်းပဲပြောချင်ရပြောမယ်လှုပ်ချင်ရလှုပ်သူတို့မကြိုက်ဘူးဆိုရှေ့နောက်မကြည့်ဘဲနဲ့ policy ဆွဲပလိုက်မယ်အဲ့ဒီအချိန်မှာဒီကနေ့ဘယ်သူခံရတာလဲမတူပီမြို့တမြို့နယ်လုံးကကျွန်တော်တို့ချင်းလူမျိုးတွေခံရတယ်အဲ့ဒါကြောင့်မလို့မတူပီမြို့နယ်တမြို့နယ်လုံးကိုကျွန်တော်ပြန်မေးမယ်ဒီကနေ့ပြည်သူလူထုတွေခမည်းတော်တကယ်ပဲ CB ကိုထောက်ခံသလားလို့မေးလို့ရှိရင်ထောက်ခံမှာမဟုတ်ဘူးဒီကနေ့မှာ CB ရဲ့လက်နဲ့ကြောက် AA ရဲ့လက်နဲ့ကြောက်သူတို့ကကြောက်လို့မပြောရတာပဲဖြစ်တယ်နော်သူတို့ရဲ့စိတ်နှလုံးထဲမှာဘယ်တော့မှထောက်ခံလာမှာမဟုတ်ဘူးဘာဖြစ်လို့လဲဒီကနေ့ policy ကိုမကြိုက်လို့ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်AAထွက်သွားပါကျွန်တော်တို့ချင်းပြည်နယ်တွေကထွက်သွားပါလို့ဘယ်သူကပြောခဲ့တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော် CC ကနေပြီးတော့သူတို့ကိုချင်းပြည်နယ်အစိုးရနေပြီးတော့ဇူလိုင်လ19ရက်ကနေပြီး19ရက်မှာတောင်းဆိုလိုက်တယ်ပေါ့နော်ခင်ဗျားတို့ချင်းပြည်နယ်တွေကထွက်သွားပါလို့ပြောတဲ့အချိန်မှာထွက်မသွားဘူးလေထွက်မသွားတဲ့အချိန်ကျတော့ရန်တော်မှပြန်တွေ့တယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့ CB က AA ကိုမနိုင်တော့ဘူးဆိုတော့ကျွန်တော်တို့တိတာထင်ရှားလာပြီဒီကနေ့ CB ရဲ့အထဲကသတင်းအမှောင်တွေကို AA ကနေပြီးတော့အကုန်လုံးပိတ်ပလိုက်တယ်အဲ့ဒီ AA ရဲ့အာဏာအောက်မှာရှိတဲ့ CB ကောင်းဆောင်တွေကိုယ်တိုင်ကပြည်သူလူထုကိုသတင်းအမှောင်ဖုံးပလိုက်တယ်သတင်းအမှောင်ဖုံးပလိုက်တော့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကောင်းဆောင်တွေကိုယ်တိုင်ဒီမှာထောက်ဖို့ကောင်းဆောင်တွေကိုယ်တိုင်เนาะကျွန်တော်တို့မကြားရတော့ဘူးဘာဖြစ်လို့လဲကျွန်တော်တို့မိသားစုတွေရဲ့ပါဇက်ကိုပိတ်ပလိုက်တယ်ကျွန်တော်ပြောချင်တာဒီကနေ့မတူပီမြို့နဲ့တနမျိုးနဲ့လုံးမှာကျွန်တော်ဒီ line ပေါ်တက်လာတယ်ဆိုတာကပြောရဲတယ်ဆိုတာဘာဖြစ်လို့လဲဆိုလို့ရှင်တော့ကျွန်တော်လိပ်ပြာကိုကျွန်တော်လုံလို့ဖြစ်တယ်ကျွန်တော်ပညာတတ်ချင်မှတတ်မယ်ကျွန်တော်တော်ချင်မှတော်လိမ့်မယ်ကျွန်တော်နိုင်ငံရေးအသွေးခေါ်ရှိချင်မှရှိတယ်ဒါပေမဲ့အမှန်တရားကိုကျွန်တော်ချပြရတာအတွက်ကျွန်တော်လိပ်ပြလုံတယ်ဒီကနေ့အမှန်တရားမချပြရဲတဲ့လူတွေကတော့ခင်ဗျားတို့စဉ်းစားဖို့လေနော်အမှန်တရားမချပြခင်ဗျားတို့လူပီတရဲ့လားဆိုတာကိုခင်ဗျားတို့စဉ်းစားဖို့လို့ကျွန်တော်ပြောချင်တယ်ချင်းပြည်နယ်အစိုးရက AA ကိုထွက်သွားပါလို့ပြောတဲ့ကြောင့်မထွက်သွားတဲ့အတွက်ကြောင့်မလို့ဒီကနေ့ပြဿနာကပို့ပြီးကြီးထွားလာတာဖြစ်တယ်ဆိုတာကိုပြောချင်တယ်အဲ့ဒါကြောင့်မလို့ခုနကတော့မေးခွန်းကိုကျွန်တော်ပြန်ခြုံရ CB အနေနဲ့အနာဂတ်မှာချင်းပြည်နယ်တပြည်နယ်လုံးကိုအုပ်ချုပ်ရေးရန်တရားလဲပတ်အောင်သူတို့အုပ်ချုပ်မယ်ဆိုတဲ့စနစ်ကရက်ကနေ့တောမီလောင်တောကြောင်လက်ခမောင်းခတ်ဆိုတဲ့အချိန်လောက်ပဲဖြစ်လိမ့်မယ်နော်ကြာလာလို့ရှိရင်တော့ခမည်းတော်ပျောက်သွားလိမ့်မယ်ခမည်းတော်မိခိုးငွေတောင်မကြံခဲ့မှာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်ကတော့ရဲရဲတင်းတင်းပြောရဲတယ်ပေါ့နော်အဲဒါကြောင့်မလို့အနာဂတ်မှာ CC ကပဲ
ကျွန်တော်တို့ချင်းပြည်နယ်ကိုအုပ်စိုးနိုင်မယ်ဆိုတာကိုကျွန်တော်အဲ့ဒီလိုပဲဖြည့်ချင်တယ်ကျွန်တော်မေခွန်းကိုထိရောက်ရလားမသိဘူးเนาะ ဟုတ်ကဲ့AA ကသူကလာကူငီတယ်ဆိုပြီးတော့ပြောထားတယ်ဒါပေမဲ့အခုလည်းမပြင်ဘူးဆိုတဲ့အခါကျတော့ဒီဟာတွေကကျွန်တော်တို့ကမောင်းထုတ်ရမလားဆူလူဒါက CB ကမောင်းထုတ်ရမလားဆွေးနွေးရမလားဒီဟာလေးကိုအတူချုံလဲနဲ့ပြောပြလို့ရအောင်မလား ဟုတ်ကဲ့အပြည့်ဆိုင်ရာလူအခွင့်အရေးဆိုတာရှိတယ်ပြည်နယ်မှာ state federal ဆိုတာရှိတယ် democracy ဆိုတာမှာလူအခွင့်အရေးရှိတယ်ပြီးရင်တော့နိုင်ငံသားကနိုင်ငံသားအခွင့်ကိုဆောင်ရွက်ရမယ်ဆိုတာရှိတယ်နိုင်ငံရေးဆိုင်ရာအတီးခံစိတ်ထားရှိရမယ်ဆိုတာရှိတယ်တာဝန်ယူရမယ်ဆိုတာရှိတယ်ပွင့်လင်းမြင်သာမှုရှိရမယ်ဆိုတာရှိတယ်အာဏာကိုအလွဲသုံးစားမလုပ်ရဘူးဆိုတာရှိတယ်အဲ့ဒါကြောင့်မလို့ AA အနေနဲ့ဒီချင်းပြည်မှာလာပြီးတော့ဒီကနေ့နိုင်ငံရေးအုပ်ချုပ်ရေးမှာဆွတ်ဖက်တာဟာကျွန်တော်တို့အနာဂတ်မှာဘာရောက်သွားတယ်လဲဆိုလို့ရှိရင်တော့ဒါကစစ်ရာဇဝတ်ကျူးလွန်သွားတာ ਨੇ တူသွားလိမ့်မယ်နော်အခုမသွားဘူးဆိုလို့ရှိရင်တော့အဲ့ဒါကြောင့်မလို့စစ်ရာဇဝတ်ကျူးလွန်တဲ့အဖွဲ့အစည်းတစ်ခုကိုလက်နက်ကင်တစ်ခုကိုအတားတကြီးတောင်းဆိုလို့မရဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတိုက်ပြီးတော့ကိုယ့်ပြည်နယ်ကိုကာကွယ်တာကပို့ပြီးတော့ထိရောက်တယ်ဆိုတာကိုတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ကျေးဇူးပါသူပဲကျေးဇူးတင်တယ်တစ်ဆက်တည်းမှာပဲဒီမေခွန်းကိုအားလုံးမေးချင်တယ်ဒီကူယမင်းထွန်းလက်ဒီတလို့မှာဒီယွာနာမီကမဆာဗန်မာဦးလင်ဝေဦးထင်းလင်းတို့ဒီလူတွေကိုAA ကဖန်ထားတယ်လို့ကြားတယ်ပြီးတော့မကြတဲ့ခင်မှာသူတို့တတ်ထားတာတွေလည်းရှိတယ်လို့ကြားရတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တီးထားတာတွေရှိလာပြီးတော့မတူပီကပီတူတွေအင်မပြန်ရဲတာ B1 ကိုကြောက်လို့ဖြစ်တာလားဆိုတဲ့ဟာကိုတူချုံလဲနဲ့ဖြစ်ပေးလို့ရမလားဟုတ်ကဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သတင်းအတိအကျပြောရမယ်ဆိုတော့ရှင်တော့မတူပီမြို့နယ်ထဲမှာမဟုတ်ဒီပလက်ဝမြို့နယ်ထဲမှာ AA တပ်ဖွဲ့တွေကရိုက်နှက်ပြီးတော့ဗောနော်အိမ်တွင်းပစ္စည်းတွေကိုယူသွားခြင်းရွာသွားများကိုဖမ်းဆီးခြင်းများရှိတယ်ဒါကလူအခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်နံပါတ်1ချင်းပြည်နယ်ပလက်ဝမြို့နယ်ပိန်းနဲ့တပင်ကျေးရွာမှာဆိုတော့မသိဘူး AA တပ်ဖွဲ့ဝင်များကရွာသားတွေကိုရိုက်နှက်တယ်ဆိုတာကိုကျွန်တော်ကကောင်းကောင်းသတင်းခိုင်လုံရထားတယ်ပြီးလို့ရှိရင်တော့နံပါတ်2မှာအောက်ဂတ်စ်လ24ရက်မှာလဲမနက်ခင်းမှာပေါ့နော်တဲမချောင်းရွာထဲမှာရှိတဲ့ရွာသားပိုင်ပေါ့နော်ရွာသားပိုင်လေကွင်းတွေမှာအခြေချနေတဲ့ AA တွေက AA တပ်ဖွဲ့ဝင်တအူးကအဲ့ဒီမှာလဲဆုံးသွားတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ပြောချင်တာကချင်းပြည်နယ်ထဲမှာ AA တွေကမတူပီမြို့နယ်ထဲမှာခုနကပြောတယ်လို့ဖမ်းထားသလားဆိုတာတော့ဒါကတော့ဖမ်းထားတယ်ဆိုတာအတိအကျကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ခုတေဆုံးမှုတွေရှိသလားဆိုတာလဲတေဆုံးမှုတွေရှိတယ်ခုနကကျွန်တော်ပြောတယ်လို့ AA ကိုယ်တိုင်မပြောနဲ့ကျွန်တော်တို့ချင်းအချင်း CB ကိုယ်တိုင်ကသတင်းအမှောင်ချထားတော့လေကျွန်တော်တို့ကိုအဲ့ဒီတေသွားတဲ့လူတွေကိုသူတို့မပြောရင်လည်းကျွန်တော်တို့ကြားနေရတယ်เนาะသတင်းဆိုတာကလေပုတ်လို့ပေါ်တာပေါ့เนาะပုတ်လို့နန်တာလေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသတင်းတွေကအမှန်ဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပဲဆိုတော့တစ်ဆက်တည်းမှာပဲဒီကုချမ်စာဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့ဖန်ထားတဲ့ဒီစေရောက်လာပြီးတော့မတူပီ B1 ကိုကြောက်လို့မတူပီ P2 သားတွေမပြန်ရဲတာလားဆိုတော့ဟာလေဘလူးမြင်ပါတယ်လေပြီးတော့အခုလောလောဆယ်မှာ AA ကနှစ်ယောက်တတ်ထားတယ်လို့ကြားတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောစရာလက်ရှိလားသူချုံကနဲ့ကုချမ်ဆိုင်တီတယ်လို့ပေါ့နော်ဟုတ်ကဲ့ဒီဟာကြတော့ကိုရွှေဟာကပို့ပြီးမှဖြေပေးတော့ပို့အရှင်ပြပါလိမ့်မယ်နော်ဟုတ်ကဲ့အထူးပဲကျေးဇူးတင်ပါတယ်ဆိုတော့ထူးပဲကျေးဇူးတင်တယ်ဆိုတော့ကုဆွေဟာလည်းဒီဟာကိုအရင်ဖြီးပေးစေချင်ပါတယ်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့
ပြီးတော့ဒီမတူပီ B1 ကိုကြောက်လို့မတူပီ P2 P သားတွေမပြန်ရေးတာလားပြီးတော့နောက်ဆုံးမေခွန်းအနေနဲ့မတူပီရဲ့ဒီစခန်းတွေတမဟာတွေကတကယ်လို့စီစီရနေရပြန်ယူလာရင်အခက်ခဲရရှိနိုင်မလားအေးတွေကဘယ်လောက်အတိုင်းတာထိနေမေကျွမ်းကျင်မှုရှိတယ်လေဆိုတာတွေပေါ့နော်ဒီတော့ပြောပြလို့ရမလား Okay နောက်တစ်ခါမေခွန်းဖြေချပေးဖို့ရတဲ့အတွက်ချူချေယူတင်တယ်ပြီးတော့ခုနယောခန်ဒီဘာကြောက်တမဟာတိကိုကြောက်လို့မပြန်ရေးတာလားဆိုတဲ့နေရာမှာတမဟာတိကြောက်တယ်လို့မဟုတ်ဘူးချင်တယ်အေးကြောက်လို့ပဲကျွန်တော်တို့မြင်တယ်ဗောနော်ကျွန်တော်တယောက်ထဲမြင်တယ်ပြီးတော့သူတို့ရဲ့အဓိကတော့နာမီခန္ဓာတော့တမဟာတိကနာမီတော့ခန္တယ်စီဘီကနာမီတော့ခန္တယ်တကယ်တော့အထဲမှာကဒီမူဒီချပေးတဲ့လူတွေကတော့အေးပဲအရင်သူတို့ကြောက်တာကအခုနပထမအစောပိုင်းမှာကျွန်တော်ပြောသွားပြီးပြီအေးရှိတဲ့ရွေးတော့ပြန်နိုင်မီမဟုတ်ဘူးဆိုတဲ့လူတွေရှိတယ်အကုန်လုံးတော့ဟုတ်ချင်မဟုတ်မှာပေါ့နော်အဲ့ဒီကြားထဲမှာကျွန်တော်အဲ့ဒီမှာပြန်ကြည့်မယ်ဆိုရင်တော့တမဟာတိကြောက်တယ်လို့တော့မဟုတ်ဘူးတမဟာတိကသူ့သားသမီးတွေပဲလေကြောက်စရာလို့မဟုတ်တော့ဘူးဒါပေမဲ့သူတို့ကခေါ်ထားတဲ့အခုအဲ့တယ်ပေါ့နော်AAD ကိုကြောက်လို့မပြန်ရေးဘူးလို့ကျွန်တော်တို့မြင်တယ်ဘာကြောက်လဲဆိုတော့အဲ့တယ်ဆိုတာအချင်းတာရင်ပြန်မဲ့လူဖြစ်တဲ့တော့ကျွန်တော်လည်းပြန်စေချင်းပြီးကျွန်တော်တို့ချင်းပြီးနေဆိုတာကညီကိုဒီဖြစ်တယ်ပြီးတော့တမိသားစုဖြစ်တဲ့တော့ကျွန်တော်ကတော့ပြောချင်တာကပုံပြီးမှလည်းကျွန်တော်တို့တွေ့တယ်ညီကိုနှစ်ယောက်ကအယမ်းမုံကြပြီးမှတယောက်ကမုံပြီးမှတကေတန်းပြဿနာကြုံလာတဲ့ချိန်မှာတော့ तू ကအကိုမုံတဲ့လူကဘာမှမဖြစ်နဲ့အမုံခံတဲ့လူကဘာမှမဖြစ်ပဲနဲ့မုံတဲ့လူကပြဿနာကြုံလာတဲ့ချိန်မှာ तू ကတငယ်ချင်းပဲ तू ကကျွန်တော်နဲ့အသက်ညှအောင်ချစ်တယ်ဆိုပြီးမှသူ့တငယ်ချင်းကမကာကွယ်ပဲနဲ့ तू အယမ်းမုံပြီးမှတဲလောက်အောင်မုံတဲ့သူ့ညီကိုကပဲသူ့ကိုကဲခဲ့တယ်ဆိုတော့ကျွန်တော်တို့စကပုံလာကျွန်တော်ငယ်တော့မှကြားလာတယ်စကပုံလည်းဖြစ်နိုင်တယ်တကယ်ဖြစ်မှန်လည်းဖြစ်နိုင်တယ်ပြောချင်တာကတော့အဲ့ဒီနေရာကိုကျွန်တော်တို့မတူပီသားဒီကတိဖို့လို့တယ်ချင်းပီတူပီသားဒီရဲ့တိဖို့လို့တယ်တကယ်အေကကျွန်တော်ရဲ့မဲ့ဆွေကောင်းလို့အခုချင်းတော့ပြောချင်းပြောလိုက်မယ်တကယ်တော့ညီကိုချင်းဆိုတာညီကိုချင်းပဲဖြစ်လာလိမ့်မယ်အခုနကျွန်တော်ပြောပြီးပြီညီကိုနှစ်ယောက်ကမုံတော်မုံအတေမုံတယ်ဒါပေမဲ့သူတယောက်ကသူ့တငယ်ချင်းတော့သူ့အကိုထက်သူ့ညီကိုထက်အရန်ချစ်တယ်တကယ်တမ်းပြဿနာကြုံလာတဲ့ချိန်မှာသူချစ်တဲ့သူ့တငယ်ချင်းကမကယ်ဘဲနဲ့သူမုံတဲ့သူ့ရဲ့ညီကိုကကယ်တယ်ပြီးတော့သူဒုက္ခရောက်လာတဲ့ချိန်မှာသူကပဲအရင်ဆုံးတော့ကြုံရတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုပဲအခုကျွန်တော်တို့တခြားမပြောဘဲနဲ့မတူဒီပီထဲမပြောဘဲနဲ့ချင်းပီနဲ့တပီနဲ့လုံးပဲကျွန်တော်ပြောမယ်ကျွန်တော်တို့ကညီကိုဒီဖြစ်တဲ့ချင်းကအဲ့ဒီတော့ကြောင့်ကျွန်တော်တို့ချင်းတပီနဲ့လုံးဖြစ်တဲ့တော့ကြောင့်ညီကိုဒီဖြစ်တဲ့တော့ကြောင့်ကျွန်တော်တို့ကစီးလုံးဖုတ်လို့တယ်ကျွန်တော်တို့စီးလုံးရမယ်တခြားလူဒီကိုအားကိုမဲ့အစာအခု CNA ကအင်အားမရှိဘူး CNA ကလက်နဲ့မရှိဘူးအန်ဟစ်ဒီလောက်ရှိတယ်ဆိုတာကပြောရမယ့်အချိန်မဟုတ်ဘဲနဲ့သူ့ရဲ့အားနဲ့ချက်ကိုကျွန်တော်တို့ကနောက်ကနေပတ်ဖို့ဖို့မဟုတ်ဘူးလားဗောနော်ကျွန်တော်တို့ဖြစ်ချင်းတယ်တကယ်လို့သူများဒီအားကြီးတဲ့လူဒီကိုအားကိုပြီးမှကိုလူအားနေတဲ့လူကိုပြဿနာတော့ဆရာမယ့်အစားအားငယ်တဲ့ကိုရဲ့ညီကိုဒီကိုအားတာအောင်ကျွန်တော်တို့ကပတ်ဖို့ပြီးမှအင်အားကြီးတဲ့လူဒီကိုသူတို့ထက်ကျွန်တော်တို့လည်းအင်အားကြီးနိုင်တယ်ဆိုတော့စိတ်ဓာတ်နဲ့သူများစိတ်မှာဝါကြွားနိုင်လောက်အောင်ကျွန်တော်တို့ကချင်းဒီကိုပဲကျွန်တော်တို့ညီဝမ်းနဲ့စီလုံးနဲ့ကျွန်တော်တို့ချင်းအမျိုးသားတတ်ဦးကိုပဲဦးတည်ပြီးမှကျွန်တော်တို့ spot မဲဆိုရင်တော့တနေ့ကြရင်တော့အေလောက်လဲကျွန်တော်တို့ကြီးဖွားနိုင်မယ်ပြီးတော့တခြား
KIA လောက်လဲကျွန်တော်တို့အင်အားကြီးလာမယ်လို့ကျွန်တော်တို့မြင်တယ်အခု CNA ကိုပဲတချင်းလုံး CC ကိုပဲတချင်းလုံးအပစ်တော့ရှာမယ်အစားသူဘယ်နေရမှာအားနေတယ်လေသူဘယ်ဟာကိုအားနေချက်ရှိတယ်လေသူရဲ့အားနေချက်ကိုကျွန်တော်တို့ကပတ်ပိုးပြီးမှဘယ်မှာငွေကြေးလာသူလိုအပ်တာပြီးတော့ပညာရေးဖက်မှာလားသူအပြောအဆိုဖက်မှာလားသူရဲ့လက်နဲ့အင်အားပဲလားသူလိုအပ်တဲ့ဟာကိုကျွန်တော်တို့ချင်းဟန်ဂျင်တို့အဲ့ဒီဟာကိုဖိပြီးမှကိုဒုက္ခလာပေးမဲ့လူကိုဘေးဖြေပြီးမှကိုညီကိုနဲ့အတူတကွဟို CB ဟိုက CC ပြောမဲ့အစားပေါ့နော်ကျွန်တော်တို့ CNA အခုကျွန်တော်တို့ပြည်သူကကွယ်မဲ့ချင်းတမတော်ကိုပဲဥစားပေးပြီးမှသူ့ရဲ့အားနည်းချက်ကိုကျွန်တော်တို့ကဟင့်တင်ပေးမယ်ဆိုရင်တော့သူများဒီ AA လောက်လဲကျွန်တော်တို့အင်အားကြီးနိုင်တယ် KIA လောက်လဲကျွန်တော်တို့ပြန်ပြီးမှအင်အားကြီးမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်သူ့ရဲ့အားနည်းချက်ကိုပဲတချင်းလုံးကျွန်တော်တို့ကမြောက်ထိုးပေးပြီးမှဟိုအောက်ထိုးပေးတာတော့မကောင်းဘူးထင်တယ်အဲ့ဒါကြောင့်ဘာပဲဖြစ်ကျွန်တော်တို့က CNA ကိုပြန်ပြီးမှမွေးထုတ်လဲသူတို့ရဲ့အတက်ဝင်နိုင်အောင်သူတို့ရဲ့စီးလုံးနိုင်အောင်သူတို့ရဲ့ပိုပြီးမှာပေါ့နော်အင်အားကြီးနိုင်အောင်ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုတော့ပြောချင်တယ်ပြီးတော့ကျွန်တော်တို့မတူပြီးတိုင်ရင်တမဟာတိနဲ့တမဟာနှစ်ဆိုတာရှိတယ်ကျွန်တော်တို့နေမယ်ရှိတယ်တိုင်ရင်တိကဘယ်နေရာမှာနေမယ်ရှိတယ်တမဟာတိကတမဟာနှစ်ကနေမယ်ရှိတယ်ကိုယ့်ရဲ့နေမယ်ကိုဘာပဲဖြစ်လုံခြုံအောင်ကာကွယ်တာကအကောင်းဆုံးဖြစ်တယ်ဒါပေမဲ့အခုကျွန်တော်တို့လုံနေရတဲ့အလုပ်ကအရာအမဟာကြီးမှားတဲ့ဟာတွေရှိတယ်အခုတမဟာတိကအေခေါ်တယ်မှန်တယ်သူကမတူပီမျိုးကိုတင်းဖို့ခေါ်တယ်ကျွန်တော်တို့လည်းကြေးယူတင်တယ်လို့ခဏပြောလို့ရှိတယ်ဒါပေမဲ့အခုသူတမဟာတိကိုတိုင်ကနေမေကိုမချက်ခိုင်းပဲနဲ့မြုပ်ပေါ်ထဲမှာပဲထားရင်တော့ကျွန်တော်တို့မှာပြဿနာဘာမှမရှိဘူးသူတို့အချိန်တန်လာရင်ပြန်မှာပဲဒါပေမဲ့ဟိုဖက်ကနေရာယူလိုက်ဟိုဖက်ကနေရာထောလိုက်အဲ့ဒီလိုမျိုးလုပ်တာမကောင်းဘူးအဲ့ဒါကြောင့်အဲ့ဒီဟာဒီလေဖြစ်နိုင်ရင်တော့ယတ်တကနေယတ်ပြီးမှကိုယ့်ရဲ့အက်တေဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အက်တေကိုလုံခြုံလေးနဲ့ထားပြီးမှသူများနေရာကိုဟိုလူဒီလူမလုပ်တာတော့အကောင်းဆုံးပဲဖြစ်မယ်လို့ကျွန်တော်လည်းနောက်ဆက်တွဲမှာပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့နေမြေကိုတကယ်လို့သူများနေမြေကိုကျူးကျော်ရင်တော့ယာနာဖြစ်ဖို့ကလိုတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မိဘဒီတောင်မှတောင်ရခုတ်တဲ့ချိန်မှာနေလေးသူ့ရဲ့မေကော့လေးကိုနေကြိုပေးတာတောင်မှသူတို့တေမဲ့အထီးပေါ့နော်သူတို့ဓာတ်နဲ့ခုတ်တဲ့အထီးတောင်မှသူတို့ပြဿနာတွေရှိတယ်အခုကကျွန်တော်တို့ကလက်နဲ့ကင်ချင်းဆိုတော့ပြဿနာနေကြော်လာရင်တော့လက်နဲ့ဖြေရှင်းမဲ့အချင်းရှိတယ်အဲ့ဒါကြောင့်သူတို့ဖက်ကလည်းကိုယ်နေမယ်ခင်ဗျားနေမယ်ဆိုတာရှိတဲ့အတွက်ကြောင့်တိုင်ရင်တိနေမယ်နဲ့တိုင်ရင်တမဟာတိနေမယ်နဲ့တမဟာညှိနေမယ်ဆိုတာရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကိုယ်နေမယ်မှာအေးစေးကိုအက်တေကိုအတူတကွနေပြီးမှသူများအနေရကိုတော့မကျူးကျော်ပဲနဲ့နေရင်တော့ကျွန်တော်တို့မှာပြဿနာရှိလာမှာမဟုတ်ဘူးအဲ့ဒီတော့တွင်းမှာကျွန်တော်တို့ကခရိယံဖြစ်တဲ့အတွက်ကြောင့်ချစ်ချင်းမေတ္တာအဖြစ်သူတို့ကတီဆောက်လာပြီးမှဒီဟာကျွန်တော်တို့ကညီကိုဒီရဲ့ပြဿနာဖြစ်တဲ့အတွက်ကြောင့်ညီကိုဒီရဲ့ဖြည့်ရှင်းလာလိမ့်မယ်အေကိုဝင်မပါဘဲနဲ့ကျွန်တော်တို့အချင်းချင်းဖြည့်ရှင်းရင်တော့မကြခင်မှာကျွန်တော်တို့ပြန်ပြီးမှနှိမ့်ဟိုင်းနိုင်မယ်ပြန်ပြီးမှညီကိုဒီဖြစ်တဲ့အတွက်ကြောင့်ပြန်ပြီးမှပေါင်းရှိနိုင်မယ်လို့နောက်ဆုံးအနေနဲ့ပြောချင်တယ်အားလုံးကိုကျေးဇူးတင်တယ်အထူးပဲကျေးဇူးတင်ပါတယ်ကြည်ဆိုတဲ့မိတ်ဆွေအားလုံးကိုလည်းအထူးပဲပြန်လည်ပြီးတော့တောင်းပန်ချင်ပါတယ်အခုက sharing က28ပဲရှိပါတယ်90လို့ဖြစ်ရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကျွန်တော်တို့ခေါ်ထားတဲ့အကူကြီးတွေလည်းသူတို့ကအချင်းပေးပြီးတော့ကျွန်တော်တို့ချင်းပီတူပီတာအားလုံးအတွက်ပါဝင်ပြီးတော့အချင်းလေးပေးထားတာဖြစ်ပါတယ်သူတို့ကြောင့်အားလုံးပဲကျွန်တော်တို့တော်လှန်ရေးမှာပါဝင်တဲ့ဆူရာကိုပြတာတဲ့အနေနဲ့ပြန်လည်ပြီးတော့မျှဝေပေးကြပါနောက်မှလည်းဒီဗီဒီယိုက YouTube မှာတော့လကောင်းကျွန်တော်ရဲ့ channel မှာအကုန်လုံးလွှတ်ထားတာဖြစ်ပါတယ်လူတိုင်းတငယ်ချင်းတိုင်းချင်းပီတူပီတာတိုင်းမြင်နိုင်အောင်ပြန်လည်ပြီးတော့မျှဝေပေးကြပါနောက်ကြည့်တဲ့လူတွေလည်းမျှဝေပေးကြပါဆိုတော့အားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ဒီနောက်ဆုံးမှာစကားလေးမေးချင်တယ်ဒီကုယမင်းထုံးကိုကျွန်တော်မေးချင်တာကဒီကျွန်တော်ချင်းပီတူပီတာအားလုံးအတွက်တော့လကောင်း CB တော့လကောင်း AA တော့လကောင်းမတူပီပက်ကတော့လကောင်းပီတူတွေပေါ့နော်ပီတူတွေနဲ့
လက်နက်ကိုင်စစ်သားတွေအားလုံးကိုဘာမှချင်းပါတလေစိတ်ထဲမှာဥပမာအေးကူပြန်စေချင်တဲ့ဆိုရင်လည်းအေးကူရောလကောင်းဘာရဲနောက်ဆုံးအနေနဲ့စိတ်ထဲမှာမပြုတ်ဖြစ်တဲ့ကြံတဲ့ဟာတွေရောဒိုလကောင်းပြုတ်ချင်တဲ့အရာတွေဒိုလကောင်းပြောပေးပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုလိုပြန်လည်ပြီးတော့ပြောခွင့်ပြုလို့ပေါ့နော်ပြည်သူတွေကိုကျွန်တော်ပြောချင်ပါတယ်ပြည်သူတွေအနေနဲ့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်တို့ကချင်းပြည်နယ်ဆိုတာကတောတောင်ထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေမြေတဘာဝအရာဆက်သွယ်ရေးစာပေအမှုပညာအရာရာတိုင်းမှာပေါ့ကျွန်တော်တို့ကနှိမ့်ချမှုရှိတယ်ပေါ့နော်ဒီနှိမ့်ချမှုရှိနေတဲ့အထက်အရာကို social media ဆိုတဲ့အရာပေါ်လာတဲ့နောက်ပိုင်းမှာဒီ social media ကြီးကိုလည်းကျွန်တော်တို့ကကောင်းတဲ့ဖက်လက်မှာမသုံးဘဲနဲ့ပေါ့နော်ဆိုးဆိုးဝါးဝါးနေရာတွေမှာကျွန်တော်တို့သုံးတာကိုတွေ့ရတယ်ပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ချင်းပြည်သူလူထုတွေကိုကျွန်တော်ပြောချင်တာကတော့နိုင်ငံရေးရဲ့မြင်ကိုရှိစေချင်ပါတယ်အထူးသဖြင့်မတူပီမြို့နယ်မှာရှိတဲ့ကျွန်တော်ရဲ့ဒေသခံတွေကိုပဲဖြစ်ပေါ့နော်အရာအားလုံးကိုကျွန်တော်လူတွေအားလုံးကိုပြောချင်တာဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးအမြင်မရှိတဲ့အခါကျတော့လူအခွင့်ရေးဆိုတာကိုခင်ဗျားတို့ကောင်းကောင်းနားမလည်ဘူးနော်အဲ့ဒါကြောင့်မလို့စာများဖတ်ဖို့လိုတယ်လူအခွင့်ရေးဆိုတာကိုခင်ဗျားတို့ကောင်းကောင်းသိဖို့လိုတယ်ဒီမိုကရေစီစနစ်ဆိုတာကိုလည်းခင်ဗျားတို့တေချာနားလည်ဖို့လိုတယ်သူများကပြောတိုင်းမျက်စိမှိတ်ပြီးယုံတယ်ဆိုတာကမဖြစ်တဲ့အရာတွေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့နိုင်ငံသားတယောက်အနေနဲ့ပြည်နယ်သားတယောက်အနေနဲ့တောတောင်တဘာဝရေမြေအလိုက်ကိုယ့်ရဲ့ရွာခံတယောက်အနေနဲ့ဒီအာဏာအလွဲသုံးစားလုပ်မှုတွေမိမိလူမျိုးအချင်းချင်းကိုတပ်ဖြတ်မှုတွေမိမိလူမျိုးအချင်းချင်းစိတ်ဒုက္ခရောက်အောင်မတူညီကွဲပြားအောင်ဒုက္ခရောက်မှုတွေရောက်နေတဲ့အချိန်မှာခမည်းတော်ကျွန်တော်တို့ကကိုယ်နားမှာရှိတဲ့အရာကိုပိုကြောက်တယ်ဆိုတာကတော့မဖြစ်တဲ့အရာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုကိုယ်အနားမှာရန်သူရှိတိုင်းကြောက်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တကဘာလုံးမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတော့ဘယ်တော့မှရှိလာမှာမဟုတ်ဘူးတယောက်နဲ့တယောက်ကိုပဲကျွန်တော်တို့ကြောက်နေရမှာAAကိုကြောက်ရမယ် CB ကိုကြောက်ရမယ် CNA ကိုကြောက်ရမယ်ဆိုတော့ကျွန်တော်တို့မဖြစ်သင့်ဘူးဒါကချင်းပြည်နယ်မှာဘယ်လက်နက်ကင်ဆိုတာကကျွန်တော်တို့ဒီမိုကရေစီစနစ်အရာကြည့်မယ်ဆိုလို့ရှိရင်တော့အာဏာဆိုတော့ဘယ်သူလက်ထဲမှာရှိတယ်လဲဆိုလို့ရှိရင်ပြည်သူလက်ထဲမှာရှိရမယ်ပြည်သူကထိန်းချုပ်တဲ့ပြည်သူကတင်မြှောက်တဲ့အစိုးရတရက်ဖြစ်ရမယ်နောက်တစ်ခုကအဲ့ဒီအစိုးရရဲ့အောက်မှာကာကွယ်ရေးဆိုတဲ့လက်နက်ကင်တာရှိရမယ်အဲ့ဒီလိုပဲဖြစ်ရမယ်ကျွန်တော်တို့ရအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့မြန်မာနိုင်ငံအရာဆိုလို့ရှိရင်ပြည်သူရဲဆိုတာလဲမြန်မာနိုင်ငံရဲဆိုတာကလည်းဘာလဲဆိုလို့ရှိရင်တော့ခိုးဆိုးလူနှိုက်ပြီးတော့ကျွန်တော်တို့မကောင်းတဲ့လူတွေကိုအပြစ်ပေးတဲ့နေရာတစ်ခုပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့အုပ်ချုပ်ရေးကာကွယ်ရေးနဲ့ကိုယ့်ရဲ့နယ်မြေရှင်းလင်းရေးအရာအားလုံးကိုမတိနားမလဲတဲ့အခါကျတော့မိမိနားမှာရှိတဲ့ရန်သူကိုကြောက်ရမယ်ဆိုတဲ့အဖြစ်ကတော့ခမည်းတော်ကျွန်တော်တို့အတွက်လူဖြစ်ရကြိုးရှုံးတယ်ဆိုတာကျွန်တော်ပြောချင်တယ်ပေါ့နော်လူဖြစ်ရတာတော်တော်ရှုံးတယ်ခမည်းတော်ကိုယ်အခွင့်အရေးတော့ကိုမပြောနိုင်ဘူးကိုလှုပ်ချင်တယ်မလှုပ်နိုင်ဘူးကိုပါဇက်တောင်မဟရဲဘူးလေဒီကနေ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ US မှာရှိနေတဲ့နိုင်ငံတကာမှာရှိနေတဲ့လူတွေတောင်မှပြောမယ်ဆိုလို့ရှိရင်တော့ဂျားမှာနေတယ်လို့ဘာသာရေးကိုအယောင်ပြတယ်လို့ပြီးလို့ရှိရင်တော့ကိုငါနဲ့မဆိုင်ဘူးငါဒီမှာကားစီးရတယ်အိမ်နဲ့နေရတယ်ငါစားရတောက်ရရင်ငါမိသားစုလုံခြုံရင်ပြီးပြီဆိုပြီးမှခမည်းတော်မျက်စိမိတ်နေတယ်နော်ခမည်းတော်ကိုအမျိုးသားရေးကိုအစိတ်ဓာတ်ကိုသိဖို့လိုတယ်ရှက်စရာကောင်းတဲ့မိတ်ဆွေတို့နော်ဒီအရာတွေကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒါကြောင့်မလို့ဒီကနေ့မှာကျွန်တော်တို့ချင်းပြည်နယ်ကြီးတပြည်နယ်လုံးကစကားဆဆိုတာကင်းစင်တလောက်ကျွန်တော်တို့ရှိတော့မှာပါမကြတော့ပါဘူးနော်ကင်းစင်တလောက်ယခုလည်းကင်းစင်နေပါပြီခမရတို့ CB ကလည်းတိုက်ပါတယ် AA ကလည်းတိုက်ပါတယ် CNA CNF ကလည်းတိုက်ပါတယ်ကင်းစင်သွားတဲ့တနေ့မှာခမရနဲ့ကျွန်တော်နဲ့ကတမိုင်းကြံခဲ့မှာနော်အဲ့ဒီတမိုင်းကြံခဲ့မှာတမိုင်းတစ်ခုကိုရေးဖို့ဆိုတာကလူဆိုတာဗမာစကားပုံမှာရှိတယ်လူဆိုတာကိုယ်တမိုင်းကိုကိုယ်ပဲရေးတာဘယ်သူမှခမရတမိုင်းကိုခမရလာသူ
သူများကလာရေးပေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အမှန်တရားကိုပြောရတဲ့တတိနှုတ်တတိစိတ်ဓာတ်နဲ့ရဲရင်နဲ့မိမိသွေးကဘလောက်ချင်းသွေးလဲဘလောက်หนีတယ်လဲဆိုတော့ပြရဲတဲ့တတိကိုအမျိုးသားချင်းပေါ်မှာကိုအမျိုးသားအပေါ်မှာတစ္ဆာတရားနဲ့လုံခြုံမှုပေးနိုင်တဲ့စိတ်ဓာတ်ပြီးရင်တော့ကိုကောင်းတာကိုပဲမကြည့်ပဲနဲ့သူတစ်ပါးအုပ်ချုပ်တာကိုလည်းကျွန်တော်တို့ကဝေဖန်သုံးသပ်ပိုင်းခြားနိုင်တဲ့ဖျားပေးထားတဲ့ wisdom ဆိုတာကိုလည်းခမည်းတော်မှာရှိတယ်နော်အဲ့ဒါတွေကိုပိုင်းခြားပြီးတော့ကျွန်တော်တို့ချင်းပြည်နယ်အရေးကိုကြည့်ကြပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့2021 February လကနေပြီးတော့ကျွန်တော်တို့ဆက်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအိန္ဒိယနယ်ဖက်တချို့နယ်တွေဖက်မှာစစ်ပေးရှောင်တွေကျွန်တော်မမှားဘူးဆိုလို့ရှိရင်9000ကျော်1000နီးပါးလောက်ကျွန်တော်တို့ထွက်ပြေးကြတယ်ဒါပေမဲ့ရကနေ့ CB ကမတူပီမြို့ကိုသိမ်းလိုက်ပြီဆို CB ကမတူပီမြို့မှာအုပ်ချုပ်ရေးလေပတ်နေပြီဆိုကျွန်တော်တို့လုံခြုံနေပြီဆိုဘာဖြစ်လို့စစ်ပေးရှောင်တွေကပြန်လာဖို့မပြောနဲ့ဆက်ပြီးတော့စစ်ရှောင်တွေပြန်ရှိနေတာလေခင်ဗျားတို့ကိုယ်နိုင်ငံကိုယ်ပြည်နယ်ထဲမှာလုံခြုံစွာမနေနိုင်ပဲနဲ့ကိုစားတဲ့ထမင်းတော်မှာလုံခြုံမစားနိုင်ပဲနဲ့ CB ကိုထောက်ခံရဲသေးတယ်ဆိုတော့ကျွန်တော်အံ့ဩတယ်ခင်ဗျားတို့ကိုလေကျွန်တော်တော်အံ့ဩတယ်အဲ့ဒါကြောင့်မလို့ခင်ဗျားတို့မှာအတိစိတ်ရှိဖို့လိုတယ်နော်လူမှန်လို့ရှိရင်တော့ကိုယ်အတိတရားကိုရှိရတယ်ရဲရင်ချင်းရှိရတယ်နှုတ်တတိရှိရတယ်ပြောရဲဆိုရဲရှိရတယ်လှုပ်ရဲကန်ရဲရှိရတစ္ဆာရှိရတယ်လူကတစ္ဆာမရှိဘူးဆိုလို့ရှိရင်လည်းခမည်းကအလကားပဲပြောမယ်မြန်မာတနိုင်ငံလုံးကိုကျွန်တော်မပြောချင်းပြည်နယ်တပြည်နယ်လုံးမှာချင်းတွေရဲ့အလံတစိတ်တက်မှာပါထားတာလဲဆိုတစ္ဆာရှိတော့ဝကော့နော်ဒီအောက်ချင်းခက်ကိုကျွန်တော်တို့ထားတယ်ဒီမှာကိုပြည်သူကိုလူမျိုးတွေဒုက္ခရောက်နေတယ်စားစရာမရှိဘူးဒီကြားထဲမှာတောမီလောင်တောကြောင့်လက်ခမောင်းခတ်ဆိုတဲ့လူတွေကနေပြီးတော့အုပ်ချုပ်လာတဲ့အချိန်မှာမိသားစုနဲ့တော့မှဆက်သွယ်လို့မရဘူးကျွန်တော်ဆိုလို့ရှိရင်တော့ဒီနေ့စကားပြောတာကိုကျွန်တော်လူတွေကကြည့်ပြီးတော့ကျွန်တော်ကိုပုံမုံမှာကျွန်တော်သိတယ်ကျွန်တော်ပုံမုံမှာယခုလည်းတရွာလုံးနဲ့တယောက်ဆိုတယ်လို့ပဲကျွန်တော်ကတရွာလုံးနဲ့အတိုက်အခံလုပ်ပြီးတော့ကျွန်တော်ပြောနေတာဒါပေမဲ့ကျွန်တော်ပြောရတဲ့တတ်သိရှိဘာဖြစ်လို့လဲကျွန်တော်မှာအမှန်တရားရှိလို့ဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ခမည်းတော်အနေနဲ့ကျွန်တော်တို့အနေနဲ့လည်းပြည်သူတရက်လုံးချင်းပြည်သူတရက်နဲ့ချင်းသွေးကိုလည်းပြကြပါချင်းသွေးဘလောက်หนีကြောင်းကိုလည်းချင်းပြည်နယ်လူတွေကချင်းပြည်သူပြည်သားတွေကချင်းယောက်ျားသားသမီးတွေကဓာလွယ်လာတဲ့ပလိုင်းလွယ်လာတဲ့လူတွေကငါတို့ရဲ့သွေးဘလောက်หนีတယ်လဲဆိုတော့ပြဖို့လိုတယ်ဆိုတာကိုခမည်းတော်လက်နဲ့ကင်ပြီးတော့သူများကိုသွားတိုက်နိုင်မှာတော့မဟုတ်ဘူးဒါတလက်နဲ့ဆယ်လက်ကိုတော့ခမည်းတော်သွားတိုက်နိုင်မှာမဟုတ်ဘူးကျွန်တော်တို့စိတ်ဓာတ်ပဲအရေးကြီးတာအဲ့ဒီစိတ်ဓာတ်အားဖြင့်ပဲတော်လန်ရေးကိုအောင်မြင်နိုင်တယ်ဆိုတာကိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့မှားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အမစကားပြောချပေးတဲ့ကိုကိုသူပဲကျေးဇူးတင်ပါတယ်အရင်ကောင်းပါတယ်အတဆက်သေးမှာပဲဒီကုချမ်ချိုင်ဒီအေနဲ့ CB တွေရောမာချင်းဆရာလေးတွေရှိလားအမစကားနောက်ဆုံးစကားလေးမပေးပါအောင်အခုချမ်ချိုင်မှာပေးဘူးဆိုတော့ဒီမှာမပြည့်စုံဘူးလို့ကျွန်တော်ကိုတိုင်လဲခံစားတယ်အခုနောက်ကိုရေမင်းတွင်ကပြတာရေးကြီးပြောတော့တာဘာကြောင့်လဲအမှန်တရားပြောရတဲ့သူကလိုက်ပြတဲ့လုံတယ်တတိရှိတာကိုပေါ်ပြတာပြတာဖြစ်တဲ့အတွက်ကြောင့်အမစကားလေးပြောပြဖို့ကုချမ်ချိုင်ကိုနောက်ဆုံးအနေနဲ့ကုချမ်ချိုင်ကိုခေါ်ရပြီးတော့အခုဆွေဟာကူလည်းတစ်စက်သေးမှာပဲအမစကားပြောပြတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကိုလိုက်ခါနောက်တခါလဲပြန်ဆွေးနွေးပေးဖို့လဲဖိတ်ခေါ်တဲ့တော့ကြောင့်လဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့အမြဲတမ်းကြားနေရတဲ့ဟာကဘာလဲဆိုလို့ရှိရင်တော့မှန်ကန်ရင်ကိုယ်တတ်တယ်တဲ့မှန်ကန်ရင်ကိုယ်တတ်တယ်တဲ့အဲ့ဒါကြောင့်မလို့မှန်ကန်လို့ရှိရင်တော့အမြဲတမ်းကိုယ်တယ်ပြီးတော့ဟိုနွားကိုကြကြိုက်ဆိုသလိုကျွန်တော်တို့ချင်းပြည်တပြည်လုံးမှာရှိတဲ့ချင်းပြည်သူပြည်သားတွေကတစုတစည်းလေးနဲ့ကျွန်တော်တို့နေလို့ရှိရင်ဘာနဲ့မှကျွန်တော်တို့အထီးခိုက်ရှိမှာမဟုတ်ဘူးဒါပေမဲ့ချင်းပြည်သူပြည်သားထဲကနဲ့ကိုဟာနဲ့ကိုဟိုခွေးထွက်ပြီးမှနေလို့ရှိရင်
အဲ့ဒီအတွက်ကဂျာကိုက်ခံနိုင်တဲ့အန်ဒရေရှိတယ်ဆိုတာကိုတော့ချင်းပီတူပီသားတွေအလုံးတိကျဖို့ရန်ကျွန်တော်ဒီကနေပြောချင်တယ်ပြီးတော့တခြားဟာတွေကတော့အလုံးပြောကြတဲ့လောက်ပြောအကုန်လုံးပြောကြပြီးပြီကျွန်တော်ပြောချင်တဲ့အရာတစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ဒီကနေ့ကျွန်တော်က CC ကိုထောက်ခံတဲ့အတွက်ကြောင့် CC ကိုလည်းကျွန်တော်သူဟာကွက်ရှိလာတဲ့အချိန်မှာလည်းမဖုံးကွယ်နိုင်ဘူးဒါကြောင့်ဘယ်သူမဆိုအမှန်တရားဖက်မှာရပ်တည်တဲ့အတွက်ကြောင့်မှားတဲ့လူကိုလည်းမဖုံးကွယ်ချင်ဘူးအဲ့ဒါကြောင့်မလို့မှန်တဲ့လူကိုမှန်တဲ့အတိုင်းကျွန်တော်တို့ရပ်တည်သွားမှာဖြစ်တယ်မှားတဲ့လူလည်းကျွန်တော်တို့ထောက်ပြသွားမှာဖြစ်တယ်ဒါကြောင့်အခုကျွန်တော်ပြောချင်တဲ့အရာကဘာလဲဆိုလို့ရှိရင်ဒီကနေ့မတူပီမြို့ထဲအထီးအေရောက်လာရချင်းရဲ့အကြောင်းရင်းကရှင်းရှင်းပြောမဆိုလို့ရှိရင်တော့ကျွန်တော်တို့ CC ရဲ့ခေါင်းဆောင်တွေကသူတို့ရဲ့စိတ်ဓာတ်ကတအားကိုယိုတာလွန်းလို့ချစ်ချင်းမြတ်တာအပြည့်နဲ့ရှိလွန်းလို့သူတို့ရောက်လာရတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှင်တီတော်လှန်ရဲ့အစကလေးကနဲ့ကျွန်တော်အားလုံးကပါဝင်လာတဲ့သူတွေထဲပဲဖြစ်တယ်အဲ့ဒါကြောင့်ပလဲဝကိစ္စဒီနဲ့တောင်မှအစကလေးကနဲ့ကျွန်တော်ကတော့ဘာမှမလုပ်နိုင်ရင်တောင်မှကျွန်တော်ရဲ့စာနာမှုချစ်ချင်းမြတ်တာအဖြစ်ကိုပီတူအတွက်ဆိုပြီးမှတီတော်လှန်ရေးစလာကလေးကနဲ့ကျွန်တော်တို့ထောက်ဖို့ဖက်မှာ CNA ဖက်ရဲ့ထောက်ဖို့မှာလဲကျွန်တော်ပါဝင်လာခဲ့တယ်တတ်နိုင်တဲ့နီးနဲ့အမြဲတမ်းပါဝင်လာတယ်အဲ့ဒီချိန်မှာအစည်းအဝေးလဲပုံမှန်တက်လာတယ်သူတို့ရဲ့မင်းမြန်မှုတွေကပလဲဝအကြောင်းတွေကျွန်တော်တို့ဒီအခုCC ဖက်ရဲ့လူကြီးတွေလို့ပြောရမှာပေါ့မင်းမြန်တဲ့အချိန်မှာသူတို့ကတော့ဘာပြောတယ်လဲဆိုမစိုးရင်ကြပါနဲ့ကျွန်တော်အလိုလိုနဲ့ကျွန်တော်ဖြစ်ရှင်းလာမှာပါအလိုလိုနဲ့သူတို့ AAD ကတကယ့်ကိုစိတ်ကောင်းမွေးတဲ့လူတွေလို့ကျွန်တော်တို့သူတို့ကပြောထားတာအမြဲတမ်းတွေ့တယ်အခုထက်ထိပါပဲအခုမတူပီအရေးအထိမတူပီမှာသူတို့လာတဲ့အချိန်မှာလဲကဲကျွန်တော်တို့ရဲ့မင်းအောင်ထိုင်မဲ့ဆိုတော့ကျွန်တော်တို့မင်းအောင်ထိုင်ကိုအပီးရင်တက်အပီးဆုံးတဲ့အထိကျွန်တော်တို့လှုပ်ဆောင်မှုပြီးမှာပဲအဲ့ဒီဖက်မှာကျွန်တော်ပြန်ထည့်မဲတဲ့အဲ့ဒီနီးနဲ့ဆိုလို့ရှိရင်အခုကသူတို့ကအခိုင်အမာနဲ့ဒီကနေ့တက်မဟာဟစ်နေရဖက်မှာရောသူတို့အခိုင်အမာနဲ့အခုတက်ဆွေးနေကြပြီဒီလိုအခိုင်အမာနဲ့တက်ဆွေးနေတဲ့သူကိုဒီမီအောင်ထိုင်အဖွဲပြီးမှပြန်သွားတိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တိုက်နိုင်မလားဒါကိုစီစီကျွန်တော်မေးချင်တယ်အစကရေကနဲ့ကျွန်တော်တို့ဒီလိုဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့စီစီရဲ့ခေါင်းဆောင်တွေလည်းကျွန်တော်တို့အမြဲတမ်းပြောခဲ့ပါတယ်သူတို့ကဂယုမဆိုင်ဘူးဒါကြောင့်ကျွန်တော်တို့ AAD ကကျွန်တော်တို့ကိုဂယုမဆိုင်မှန်သူတို့နားမလဲကြဘူးဖြစ်တာကဆိုးတာကတစ်ဖက်မှာကငါတို့ချင်းဒီကခရီးယန်ဖြစ်လို့အဲ့ဒီတိုက်ပွဲဖက်မှာတော်လေးကိုကျွန်တော်တို့ကန်ဆိုးတယ်လို့ပြောရမှာပေါ့အဲ့ဒါကြောင့်မလို့ဒီကနေ့ဟိုအရင်တုန်းမှာမင်းအောင်ထိုင်ကဘာပြောခဲ့တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော် CNAD ကိုသူဂယုမဆိုင်ဘူးလုံးဂယုမဆိုင်ဘူးအခုကဘာနဲ့ပြန်အစားထိုးလာတယ်လဲဆိုတော့အခု AA ခေါင်းဆောင်ထွန်းမြတ်နိုင်ကချင်းဒီကိုခွေးလောက်တောင်ဂယုမဆိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့သူကမင်းအောင်ထိုင်ထက်တောင်မှပိုဆိုးတယ်ဆိုတာအဲ့ဒါမှကျွန်တော်ခံမှန်းလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းဒီကလက်နက်အင်အားအလူအင်အားနေတော့သူကဂယုမဆိုင်ဘူးသူလှုပ်ချင်သူလို့လှုပ်တယ်အခုမတူပြီလဲသူတို့စိတ်ချမ်းသာအောင်ကျွန်တော်တို့အမြဲတမ်းပြောတာကCBD ကမတူပြီကိုတင်းတယ်လို့သူတို့ဟာလည်းပြောတော့သူတို့ပြောတယ်လို့ငါတို့လည်းပြောမှသူတို့စိတ်ချမ်းသာမှာကိုရှင်းပြောမစလို့ရှင် AAD ကတင်းပေးတယ်ကျွန်တော်တို့ဝန်တာတယ်ခဏပဲကျွန်တော်တို့ပြောတယ် AAD ဘာဖြစ်လို့သူတို့လာကူလို့ရှင်တော့ဘာလို့မပြန်ကြတယ်လဲပြန်လို့ရှိတော့ကျွန်တော်တို့မစည်းလုံးနိုင်တာမရှိဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီကနေ့
ဒီလိုလှုပ်ကြရအောင်ဒီလိုစီးလုံးကြရအောင်ဒီလိုဟွာကြရအောင်လို့ကျွန်တော်တို့အမြဲတမ်းပြောရင်လေသူတို့ကဟွာနားလေနိုင်မှာလည်းမဟုတ်တော့ဘူးကျွန်တော်ကတော့ပြောလည်းမပြောချင်တော့ဘူးဘာဖြစ်လို့လဲဆိုလို့အစကရေကနဲ့သူတို့ကဟိုလမ်းမကိုရှောက်နေပြီဆိုတော့အရှုံးမှာဒုက္ခရောက်ပြီးမှာပဲသူတို့ကပြန်ပြီးမှတရိယာလာမှာဖြစ်တယ်အခုမှကဲကျွန်တော်တို့စပွဲပေါ်မှာလာခဲ့ကြပါကွာစိတ်ထားဟိုထားကြပါနောင်တရကြပါမျိုးမျိုးကျွန်တော်တို့ပြောရင်လေကုံယုံမဲ့ဒါကြောင့်အလကားပဲကျွန်တော်တို့သူတို့ရှက်ပြီးမှရှောက်လမ်းပါစေရှောက်ကြပါစေဒီကနေ့အခုကျွန်တော်တို့ဒီမှာလေဒီ comment ထဲမှာကျွန်တော်တို့ဟိုလီဆန်းထန်ဒိုင်ဆိုတဲ့သူကလေဟိုသူက CNA ကိုဒီလောက်သူဟိုရှုံချတယ်ဆိုလို့ရှိရင်တော့သူကဘယ်လောက်ထိသူ CNA အတွက်ပတ်စံသူဘယ်လောက်ထိတယ်လေသူတို့ကိုဘယ်လောက်ခမရဘယ်လောက်သူတို့ကိုထောက်ပို့လို့ဖူးတယ်လေခမရရဲ့ CDFD ကိုခမရဘယ်လောက်ဟိုထူခဲ့ဖူးတယ်လေခမရနဲ့ငါနဲ့ကျွန်တော်စကားပြောရေးတယ်အဲ့ဒါကြောင့်မင်းတို့လူမျိုးရှိတဲ့အတွက်ကြောင့်ကိုမတူပီမှာလေဒီလောက်ကျွန်တော်တို့အကွေးအပြားဖြစ်နေကြတာတတိထားကြပါမင်းတို့လူမျိုးဒီကဘာကြောင့်ဒီလိုဖြစ်တယ်လဲဆိုတာဒီလိုဖြစ်နေတဲ့ဟာကိုစီစီလုံးနဲ့နေဖို့ရန်တယောက်နဲ့တယောက်နှုံးဆိုမယ်ဆိုတာမရှိဘဲနဲ့အမြဲတမ်း comment ထဲမှာ online ထဲမှာပဲအမြဲတမ်းမီးစမှွေနေကြတာအဲ့ဒါကြောင့်မလို့ဒါကြောင့်သူတို့ကကဲအားလုံးစီလုံးကြရအောင်ဆိုပြီးမှကျွန်တော်ပြောဖို့လဲကျွန်တော်တော့မလို့ချင်တော့ဘူးလမ်းအဆုံးထိတိုင်တဲ့သူတို့ရှောက်လှမ်းကြပါစေရှောက်လှမ်းပြီးမှပဲသူတို့အဆုံးဖက်မှာဘယ်လိုဖြစ်လာတယ်ဆိုတဲ့အချိန်မှာပဲသူတို့ပြန်ထည့်လာကြပါစေလို့ပဲကျွန်တော်ကတော့ CB ဖက်ကိုကျွန်တော်ပြောချင်တယ်ဒါကြောင့်မနေ့က AAD က CBD ကိုတန်မဟာတီဒီသူတို့လက်နဲ့ဟိုပေးပွဲဒီသူတို့ကျင်းပတဲ့ဟာလဲကျွန်တော်ကြားတဲ့အရာတော့မတူပီသူတို့တင်းလုံးမှာအဲ့ဒီလက်နဲ့ဒီတင်းတဲ့ဟာပဲ AA ကသူတို့ကိုပြန်ပေးတယ်လို့ပဲကျွန်တော်ကတော့ပြန်ကြားတယ်လေဒါပေမဲ့ line ပေါ်မှာတော့အဲ့ဒါကကျွန်တော်ဗာနဲ့တူတယ်လေဆိုတော့ကိုယ့်ရဲ့ PC ကိုပြန်တင်းပေးကြမယ်အဲ့ဒါကိုဟိုပြန်ပြီးမှသူများအမင်ကောင်းအောင်ကြားကောင်းအောင်ပြန်ပေးတဲ့ပုံစံနဲ့ကလေးလိုကစားစရာလိုပဲကျွန်တော်ကတော့မြင်တွေ့ရတယ်ပြီးတော့အဲ့ဒီဖက်ပိုင်းကတော့နေအဲ့လောက်နဲ့ပဲကျွန်တော်အဆုံးပြန်တတ်အောင်မယ်နောက်တစ်ခု CC ဖက်ကိုကျွန်တော်သွားမယ်ဒီကနေ့ထက်ထိကျွန်တော်တို့ဒီလိုမတူပီအရေးမှာဒီလောက်ပြဿနာဖြစ်လာတာကကျွန်တော်ကတော့ဘယ်သူ့ကိုမှလည်းအပြစ်မပုံဘူးကျွန်တော်တို့ CC လူကြီးတွေအားနေတယ်ဆိုတာကိုအမြဲတမ်းကျွန်တော်ထောက်ပြတယ်အဲ့ဒါကြောင့်မလို့ကျွန်တော် Facebook page မှာလည်းကျွန်တော်ရေးခဲ့တယ်ဒါကြောင့်ဒီ CC တွေကကျွန်တော်တို့တဘိုးထားကောင်းလွန်းလို့အဲ့လိုဖြစ်လာပြီးမှရှေးကူတာဖို့မလွယ်ဘူးကျိုးတင်ကာကွယ်တာဟာအကောင်းဆုံးဖြစ်တယ်နာပြီးမှဖြစ်ပြီးမှပြန်ကူမယ်ဆိုတာကလွယ်တဲ့အရာမဟုတ်ဘူးစီစီလူကြီးတွေကိုကျွန်တော်ဒီဟာကိုကြားစေချင်တယ်ဒါကြောင့်မလို့အခုဒီကနေ့မြေပြင်အခြေအနေဖြစ်ကလေးတို့ရဲ့ဟိုပြောတန်ဖြစ်ကျွန်တော်တုံးတတ်တဲ့အချိန်မှာဒီကနေ့စီစီလူကြီးတွေကကျွန်တော်တို့တောင်ပိုင်းဖက်ကိုဂယုမဆိုင်ဘူးဆိုတာကောင်းကျွန်တော်ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ဒီကနေ့တတ်မဟာနိဒ်ဟာစီစီကိုထောက်ခံတဲ့တတ်မဟာနိဒ်ဖြစ်တယ်တတ်မဟာနိဒ်နေဖက်ကိုCB တွေကနေချေလာတော့ကဲဒါဆိုလို့ရှိရင်တော့ CB တွေနေချေလာလို့ဘာဖြစ်လို့ CC တွေပတ်သက်ပြနေကြတာလဲတကယ်လို့ဂယုဆိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီနေရာမှာသူတို့ဝင်လာတော့မှလေအချင်းအခုအချိန်မှာအချင်းဟွာလို့ရှိရင်တော့ဘာညာဖြစ်မယ်ဒါထက်သူတို့ဟွာအခိုင်အမာတတ်ဆွေးပြီးမှသူတို့ရှင်းလင်းရင်လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးမှပီတူရောနောက်တစ်ခါပြန်ပြီးမှစစ်ပေးဆောင်ကြအောင်ပါပြီးတော့အတေအပြောက်များအောင်ပါပြီးတော့ CC ဖက်ကလည်းအတေအပြောက်များမယ်ပြီးတော့ CB ဖက်ကလည်းအတေအပြောက်များမယ်ဒါကတော့တေချာပြီးသားအခိုင်အမာတဆွေးပြီးမှပြန်လှုပ်ဆောင်မယ်ဆိုတာကတော့ကျွန်တော်စီရေးမကျွမ်းကျင်တဲ့သူဘာမှမတိတဲ့ဦးနှောက်ကတော့မှခံမှန်းလို့ရတယ်ဒါစပွဲပေါ်မှာဖြည့်ရှင်းမယ်မပြောကြနဲ့တော့သူတို့ကစပွဲပေါ်မှာဖြည့်ရှင်းလို့ဟိုမြေကြီးနဲ့ကောင်းကင်ပြန်ထန်ရင်တောင်မှရမှာမဟုတ်ဘူးသူတို့ရဲ့စိတ်ဓာတ်ကအဲ့ဒါကြောင့်မလို့
လှုပ်ရှားရှိတာကိုကောင်းကောင်းလှုပ်ကြပြီးမှကျွန်တော်တို့CB ဖက်မှာထောက်ခံတဲ့တက်မဟာနိရော CB ဖက်ရောဒီကနေ့ကျွန်တော်တို့ရွေးစရာဆိုလို့ CB ပဲရှိတယ်ဒါကြောင့်ကျွန်တော်ခဏကျွန်တော်ပြောတယ်ကိုရွေးတဲ့လူကိုလူကို CB လူကြီးတွေကတေချာအတန်နာထောင်ပေးကြပါကယူဆိုင်ပေးကြပါနားလည်မှုပေးကြပါဒါကြောင့်မလို့အစကရေကနေကျွန်တော်တို့ပြောတဲ့အရာကိုကယူဆိုင်ပြီးမှနားလည်ပေးမယ်ဆိုလို့ရှင်ဒီအခြေအနေဒီဘဝကျွန်တော်တို့ရောက်မှာမဟုတ်ဘူးအခုရောက်လာပြီးမှဘယ်လောက်ကျွန်တော်တို့စိတ်မီးတောက်လောင်နေတယ်လေဆိုတာကိုစီစီတို့အားလုံးနားလည်ပေးကြပါလို့ဒီကနေကျွန်တော်ပြောချင်တယ်အဲ့ဒါကြောင့်မလို့အခုဒီကနေ့ဒီမှာဖိတ်ခေါ်လာပြီးမှကျွန်တော်တို့local media ကကျွန်တော်တို့ကိုဖိတ်ခေါ်လာပြီးမှဒီမှာမီဒီယာထဲမှာစကားပြောရချင်းဟာလေကျွန်တော်တို့စိတ်ထဲမှာခံစားရတဲ့အရာလေးတွေနဲ့ကျွန်တော်တို့ဘယ်လိုဆက်ပြီးမှကျွန်တော်တို့ရဲ့မတူပီအရေးကျွန်တော်တို့ရဲ့ချင်းပီအရေးဟာဘယ်လောက်ကျွန်တော်တို့အရေးကြီးတယ်လေဒါကြောင့်မလို့တယောက်နဲ့တယောက်sharing လုပ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဒီမှာ line ပေါ်တက်လာရတာဟာလေကျွန်တော်တို့အထူးပဲကျေးဇူးတင်တယ်ဒါကြောင့်မလို့ဘာမှကျွန်တော်တို့ရှေ့ဝေးကျွန်တော်တို့ပြောစရာမရှိဘူးဒါပေမဲ့အခုနဲ့ကျွန်တော်တို့ပြောတဲ့အရာတွေဟာတကယ်ကျွန်တော်တယောက်တည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့ရဲ့အမြင်လေးတွေကိုကျွန်တော်တို့ sharing လုပ်ရတာဖြစ်တယ်ဒါကြောင့်မလို့အခုနောက်ဆုံးမှာကျွန်တော်ပြောထားတဲ့အရာလေးတွေကိုတော့CC လူကြီးတွေဖြည့်ရှင်းပေးကြပါနားမပိတ်ပေးကြပါနဲ့လူမျိုးမကြည့်ကြပါနဲ့ဒီကနေ့ကျွန်တော်တို့အစကရေကနဲ့ကျွန်တော်တို့ပြောထားတဲ့အရာကိုပြန်ပြီးမှတရိရပေးကြပါလို့ဒီကနေ့ကျွန်တော်ပန်ကြားချင်တယ်အားလုံးအပေါ်ကျေးဇူးတင်ပါတယ်အခုကျမချိုက်ကိုသူပဲကျေးဇူးတင်ပါတယ်CCဖက်ကလည်းပဲကွက်တာတွေCKလက်ထရိုကလည်းကိုကျမချိုက်မှာထားတဲ့တိုင်းသူတို့လည်းပြန်ကြမှာပါဆိုတော့တစ်စက်ထဲမှာပဲနောက်ဆုံးအနေနဲ့အခုကြီးဆေဟာကလည်းဒီဒိုလကောင်း CB ဒိုလကောင်းပီတူရီဒိုလကောင်းမှာချင်းစရာလေးတွေရှိခဲ့သလားပြီးတော့မေ့ကြံခဲ့တာဟာတွေပေါ့နော်ပြောပြပါနောက်ဆုံးအနေနဲ့Okay နောက်ဆုံးအနေနဲ့စကားပြောခုပေးတဲ့အထူးကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်အခုကျွန်တော်တို့ပြည်သူတွေကိုအမှားစကားပေါ့နော်ပြီးတော့ပြောချင်တာကကျွန်တော်တို့ချင်းပြည်သူတရားလုံးကကျွန်တော်တို့ညီကိုတွေဖြစ်တယ်ပြီးတော့ချစ်ခင်နေဖုတ်လဲလော်တယ်စီလုံးဖုတ်လော်တယ်ဆိုတာပြောချင်တယ်ကျွန်တော်တို့ရဲ့အမြင်မတူမှုတွေကျွန်တော်တို့ရဲ့အတွေ့အခေါ်တွေမှားတယ်ဟန်တယ်ဆိုတာတဲ့တယောက်နဲ့တယောက်နိုင်ငံရေးအတွေ့အခေါ်တွေသူတို့မှားတဲ့ဟာတွေအများကြီးရှိကောင်းရှိလိမ့်မယ်အခုချိန်မှာကျွန်တော်တို့စီလုံးမဲ့ချိန်ဖြစ်တယ်အခုချိန်မှာကျွန်တော်တို့အတွက်အခုအကောင်းဆုံးသောအချိန်အကောင်းဆုံးသောဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်တပြည်လုံးကကျွန်တော်မမွေးခင်ကလေးနဲ့ဘေခုနှစ်60နဲ့နှစ်လာကျွန်တော်တို့ကြားရရဆိုတော့သူတို့မြန်မာပြည်ရဲ့ခဏအာနာကိုတင်းတယ်ထိတိုင်းလို့ကျွန်တော်တို့တင်းတယ်ဆိုတာကြားလာခဲ့တယ်ကျွန်တော်တို့ဆိုရင်မွေးတော်မမွေးတေးကလေးနဲ့သူတို့ကအာနာကတင်းလိုက်ကျွန်တော်တို့လက်ထဲမှာအာနာတင်းတာနှစ်ခါရှိပြီ88မှာတင်းတဲ့ချိန်မှာကျွန်တော်လူတောင်ရှိပြီဆိုတော့ကျွန်တော်လည်းအဲ့ဒီ88မှာဒုတိယတန်းတောင်တက်ပြီအဲ့ဒါကြောင့်တင်းတယ်ဆိုတာတော့မတီးဘူးပြီးနောက်ဆုံးမှာပဲတီးတယ်ခလေးဆိုတော့တိုးထဲမှာဆိုတော့ဘာကြောက်ကြောင်းပိတ်တယ်လဲဆိုတာတော့မတီးဘူးကျွန်တော်တို့တုံးဒုတိယတန်းတက်တုံးမှာကြောင်းပိတ်ခိုင်းတယ်အဲ့ဒါကိုကျွန်တော်အခုချိန်ထိတရိယာသေးတယ်ပြီးတော့ကျွန်တော်အခုချိန်မှာအာနာပြန်တင်းတယ်ဆိုတာကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့နိုင်ငံရေးကကျွန်တော်တို့အဖေမေဒီကရေကနေမကောင်းဘူးဘာကြောက်လဲဆိုတော့နေရပြီးတော့ခုံဒီကိုလူကြတယ်ကျွန်တော်တို့အခုခက်လူငယ်ဒီကခုံဒီကိုမလူပဲနဲ့တယောက်နဲ့တယောက်နားလည်မှုနဲ့လုတ်တိုင်းတဲ့လူကိုပေါ့နော်ပေးပြီးမှတောမယ်ဆိုရင်တော့တကယ်ကျွန်တော်တို့ပြောစရာကောင်းတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်အခုချိန်မှာဘယ်သူကမှလာပြီးမှကျွန်တော်တို့ချင်းပြည်နယ်အတွက်အလုပ်လာလုပ်မှာမဟုတ်ဘူးတကယ်အခုကျွန်တော်တို့ပြောနေတဲ့ AA ကတကယ်သူတို့ကငါတို့ချင်းဒီကိုလာကူတာမဟုတ်ဘူးပြပြောမယ်ဆိုတော့သူတို့ရဲ့ရည်ရွယ်ချက်ရှိတယ်
သူတို့လိုချင်တဲ့ဟာရှိလို့ကျွန်တော်တို့ဖဲမှာလာတယ်ဆိုတာလူတိုင်းကသိတယ်အဲ့ဒါကြောင့် AA က play ဝအထီလာတဲ့အချိန်ကလေးနဲ့ကျွန်တော်တို့ကတောင်ပိုင်းကိုစကန်ချပေးပါကူညီပေးကြပါ AACNA မှာလည်းကျွန်တော်တို့ပြောဖူးလေးရှိတယ်ဒါပေမဲ့ကျွန်တော်တို့တောင်ပိုင်းဖဲရဲ့အားနည်းချက်ကိုလည်းကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့တည်တယ်ဝန်ခံပါတယ်ကျွန်တော်တို့ကအမင်မရှိအမင်မတူတဲ့အမင်မတိသေးလို့ပေါ့နော်အဲ့ဒီလိုမျိုးဖြစ်မယ်ဆိုတာမတိတဲ့အတွက်ကြောင့်တောင်ပိုင်းဖဲကနေကျွန်တော်တို့ရဲ့အားနည်းချက်တွေလည်းရှိတယ်အခုကျွန်တော်တို့တောင်ပိုင်းဖဲကမတူပြီးပလေဝကမ်ပလက်မင်းဒတ်ဒီကလည်းကျွန်တော်တို့တိဖို့လော်လာပြီကျွန်တော်တို့ချင်းပြည်တပြည်နယ်လုံးအတွက်တမျိုးသားလုံးအတွက်ကျွန်တော်တို့လောက်ရမယ်ဟိုလူအတွက်ဒီလူအတွက်တော်လို့ပေးရင်သူများကအခုနပြောပြီးပြီကျွန်တော်တို့ကကြားကြိုက်ပဲခံပါလေအကုန်လုံးကကျွန်တော်တို့တကွိတ်တပြားနဲ့နေမယ်ဆိုရင်တော့သူများကကိုယ့်ရဲ့နေမယ်ကိုအကုန်လုံးလူသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အဓိကကျွန်တော်တို့နေမယ်မှာကျွန်တော်တို့ချင်းလူမျိုးရှိဖို့လိုတယ်ကျွန်တော်တို့ချင်းပြည်နယ်မှာချင်းကာကိုရေးတတ်တစ်ခုတည်းပဲတည်ဆောက်ရမယ်ဆိုတဲ့ဟာအဲ့ဒါကိုရှိဖို့ကကျွန်တော်တို့တူချင်းစီမှာတာဝန်ရှိတယ်ဆိုတာကျွန်တော်ပြောချင်တယ်အဲ့ဒါကြောင့်တယောက်နဲ့တယောက်အမီမတူတဲ့ဟာဒီကိုပြန်လည်နှိမ့်ဟိုင်းပြီးမှလေတခြားလူဒီခိုမဲ့အစာကိုဟာနဲ့ကိုဖြစ်ရှင်းပြီးမှစပွိုးပေါ်မှာဖြစ်ရှင်းလို့ရတယ်အခုချိန်မှာတော့ကျွန်တော်တို့ကချင်းဒီခရိယန်ဒီပါကျွန်တော်တို့ချစ်ချင်းမေတ္တာပါစတ်ထဲမှာချစ်ချင်းမေတ္တာပြောပြီးမှတကယ်လက်တွေ့အလုံးမလုပ်ဘူးဆိုရင်တော့အဲ့ဒါပါအရာမှမရောက်ဘူးအဲ့ဒါကြောင့်ကျေယူပြုပြီးမှကျွန်တော်တို့ပြည်သူတွေလည်းဘေဟာမဟန်လေဘေဟာမဟာလေဆိုတော့အခုချိန်ထိဆိုရင်တော့တိလောက်ပါပြီအဲ့ဒါကြောင့်ရေဝူရင်ဆိုင်ကြရအောင်ကျွန်တော်တို့ ਨੇ အတူရှိတယ်ဆိုတာပြောချင်ပါတယ်အဲ့ဒါကြောင့် CB CC AA ဆိုတာထက်ကျွန်တော်တို့ကချင်းအမျိုးသားတရားလုံးဖြစ်တယ်ကျွန်တော်ကချင်းပြည်သားကျွန်တော်ချင်းလူမျိုးဖြစ်တယ်ဆိုတာအကုန်လုံးကတိဖို့လို့တယ် CBAA CCD ပြောမယ်အစားကျွန်တော်ဟာချင်းလူမျိုးပါဆိုတဲ့စိတ်ဓာတ်လေးနဲ့တကယ်တမ်းတော့မယ်ဆိုတော့ဘေးက CC လေးပို့ AA CB ဆိုတာရှိလာမှာမဟုတ်ဘူးလို့ပဲကျွန်တော်တို့မြင်တယ်အဲ့ဒါကြောင့်အမင်ချင်းမတူတဲ့နေရာမှာလေအတတ်နိုင်ဆုံးကျွန်တော်တို့ပြန်လေပြီးမှစီးလုံးနိုင်အောင်ပေါ့နော်ကျူစာမခုနကျွန်တော်ပြောပြီးပြီညီကိုနှစ်ယောက်ရဲ့အကြောင်းကတကယ်ကျွန်တော်တို့အတွက်ပုံတက်တယ်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ညီကိုဟန်ရင်တို့အဲ့ဒီလိုမျိုးကျွန်တော်တို့ဆက်လက်ပြီးမှတွားရအောင်ပြီးတော့တယောက်နဲ့တယောက်အမင်မတူတဲ့အတွက်ကြောင့်အခု line ပေါ်မှာလဲရှူဆဲတဲ့နာမည်တတ်ပြီးမှရှူတဲ့ဟာဒီဆေးဆိုတဲ့ဟာဒီလည်းရှိပါတယ်ကျွန်တော်ကတော့ခရုမဆိုင်ကျွန်တော်ဘာပြောဖို့တလဲဆိုရင်တော့ကျွန်တော်လည်းလူဖြစ်လာပြီဆိုတာပဲကျွန်တော်သိတယ်။ဘာကြောင့်လဲဆိုရင်လူတယောက်ကလူတယောက်ကိုမုန်းတီးလာတယ်ဆိုရင်တော့လူသူကခြေထမ်းတထမ်းနိုင်တယ်ဆိုတာကျွန်တော်တော့မြင်ပေးတယ်။ဥပမာပေါ့နော်အခုကိုယေမင်ထွန်းကဒီမှာထိုင်တယ်သူကို line ပေါ်မှာဆူစေခဏဆူစေတယ်သူကခြေထမ်းတထမ်းသွားတယ်သူရဲ့မျက်စိကနှလုံးဖုတ်ပြီးပြီနားနှလုံးနှစ်ခုစလုံးကိုသူတုံးနိုင်ပြီဆိုတာအဲ့ဒါခြေထမ်းတထမ်းတက်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်ဘယ်လောက်ပဲသူများဒီရဝိဖန်ဘယ်လောက်ပဲအနိုင်จิตဘယ်လောက်ပဲအပြောဆိုဆေးဆိုပါစေကျွန်တော်တို့ချင်းပြည်နယ်အတွက်ချင်းအမျိုးသားအတွက်ကျွန်တော်တို့တွားရမင်းဆိုရင်တော့အဲ့ဒီဟာဒီကိုကျွန်တော်တို့ထားခဲ့ပြီးမှခရုမဆိုင်ပဲနဲ့ကျွန်တော်တို့ဆက်လက်ပြီးမှတွားကြရအောင်ခုနကျွန်တော်တကယ်ချင်းလေးပြောသွားပြီး CCD အဓိကကျွန်တော်တို့ဖက်ကိုလည်းမမိတ်ပါနဲ့ကျွန်တော်တို့ဖက်ကလိုအပ်တဲ့ဟာဒီကိုတကယ်လို့ခဏကျွန်တော်ကလေးတုန်းမှာကြားဖူးတဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းဒီနဲ့ပဲခဏစကားပြောလိမ့်ရှိမယ်ဆိုရင်တော့ကျွန်တော်တို့ချင်းပြည်နယ်တဝတ်ကသူများစီရောက်သွားမယ်အဲ့ဒီချိန်မှာကျွန်တော်တို့ချင်းအမျိုးသားလုံးဆိုတာရှိလာမှာမဟုတ်ဘူးအဲ့ဒါကြောင့်တဝတ်ကသူများစီရောက်သွားမယ်အဲ့ဒါထက်တော့ကျွန်တော်တို့ချင်းတမျိုးသားလုံးနဲ့ဆိုင်တဲ့အလုပ်ကိုအတူတကွလုပ်မယ်ဆိုရင်တော့ဘယ်သူကမှကျွန်တော်တို့ရဲ့ချင်းကယူပေးမှာမဟုတ်ဘူးကိုချင်းညီငတ်တယ်ရှိလုံးတယ်ဆိုရင်တော့ကျွန်တော်တို့ဘေးတေးလေးတောင်မှဘယ်သူမှယူပေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဟိုဖက်ကအမြောက်ပိုင်းဟိုဖက်ကတောင်ပိုင်းဆိုပြီးမှခွေးချမှုမရှိဘဲနဲ့ကျွန်တော်တို့ချင်းအမျိုးသားရဲ့လောက်ရမယ့်အလုပ်ကိုအတူတကွလုပ်ကြရအောင်ဆိုပြီးမှကျွန်တော်နောက်ဆုံးအနေနဲ့အမဟာစကားလိုမျိုးပေါ့နော်မပြီးမစုံနဲ့ပြောရချင်းဖြစ်ပါတယ်ကြားနာတဲ့သူတွေလည်းအမဟာအမြောက်များစွာရှိလိမ့်မယ်ဝေဖန်ပေးကြပါရှူကြပါဖုန်းဆက်ရင်လည်းပြောကြပါကျွန်တော်ကအစိတ်မစိုးတတ်ဘူးဘာကြောင့်လဲခုနပြောပြီးပြီကျွန်တော်ဒီစကားပြောချင်းအဖြစ်
ကျွန်တော်ဟာလာမှန်လာကိုဟာနဲ့ခုမှန်မှာကြည့်တယ်လို့မျိုးဖြစ်တဲ့အတွက်ကြောင့်ဖုန်းလေးလာဆက်ပြီးမနေပြောတာမှားတယ်ဆိုတာလာပြောလို့ရတယ်ကျွန်တော်တို့ one come တယ်လို့နောက်ဆုံးအနေနဲ့ပြောချင်တယ်အခုကျွန်တော်တို့ကို line ပေါ်မှာဒီလိုမျိုးစကားပြောခုတ်ပေးတဲ့like ခါရဲ့မီဒီယာနဲ့သူပိုင်စင်ကိုလည်းထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ် โอเคအားလုံးပဲကျေးဇူးတင်ပါတယ်ဒီညကျွန်တော်တို့တနာရီကျော်တုံးတက်ထားတာရှိပါတယ်ဒီဗီဒီယိုကဒီ channel ပေါ်မှာမဟုတ်ဘဲနဲ့ YouTube မှာလည်းတင်ထားတာရှိပါတယ်အားလုံးစိတ်ရှိစွာနဲ့ဆုံးထိပါဝင်ပေးသွားရမယ့်ဆိုတော့အားလုံးကိုလည်းထူးပဲကျေးဇူးတင်တယ်ကိုရေမင်းထွန်းကိုထူးပဲကျေးဇူးတင်တယ်ကိုချမ်ချိုင်ကိုဗီကိုလည်းထူးပဲကျေးဇူးတင်တယ် KC ဆွေဟာကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ဒီည live ကတော့ဒီလိုပဲဖြစ်ပြီးတော့နောက်မှလည်းပြတဲ့ခင်အချင်းပင်စင်ပေးရင်ပြန်လေစုစည်းကြရအောင်ဆိုပြီးတော့ဒီ live ကိုဒီညဒီလောက်နေပဲဆုံးသက်ပြရစေအားလုံးကိုကျေးဇူးတင်ပါတယ်